အဲ့တော့ဒီနေ့ညလူတကာလူမများနဲ့တရားနာပိဿပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဗတရားဟောမှလည်းဆိုလို့ရှိရင်မေဇိမနိကေမေဇိမဘာနာတပါဠိတော်မှာလာရှိတဲ့ရထပါဠသုတ်တံအဲ့ဒီရထပါဠသုတ်တံကိုဆရာတော်သံဃာတော်တို့တော်များများမကြာခဏဟောဒီဟောတာရှိတဲ့အတွက်ကြောင့်ပိဿပေါင်းတော်ကောင်းတို့ရဲ့နားတဲ့စိတ်ထဲမှာယဉ်ကျေးကျွမ်းဝင်မှုရှိပြီးသားတရားဓာတ်ကိုဖြစ်ပါပါဒါဖြစ်ရဲ့ဦးဇင်းတို့ကအဲ့ဒီတရားဒေသနာတော်ကိုဘာကြောင့်ဘာရွေချက်နဲ့ဟောရတာလို့ဆိုတော့ဒီသုတ်တန်ထဲမှာရထပါဠအမျိုးကောင်းသားကသူဘာကြောင့်ရှင်ယဟန်ပြုခဲ့ရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးညွှန်ပြထားတဲ့ဓမ္မုဒ္ဒေသဓမ္မဥဒ္ဒေသတရားအကျဉ်း၄မျိုးဆိုတာရှိတယ်အဲ့ဒီတရားအကျဉ်း၄မျိုးကိုသူသိရလို့မြင်ရလို့ကြားရလို့ရှင်ယဟန်ပြုခဲ့တာသူ့ကိုဘာကြောင့်ယဟန်ပြုတာလဲလို့မေးလာတဲ့ကောရပြမင်းကြီးကိုသူပြောခဲ့တဲ့စကားလေးရှိတယ်ပေါ့အဲ့ဒီဓမ္မုဒ္ဒေသဓမ္မဥဒ္ဒေသတရားအကျဉ်း၄မျိုးဆိုတာဒီကမလို့ရင်တို့အမြဲတမ်းစဉ်းစားမြင်မြင်တဲ့နဲ့နှလုံးသွင်းတဲ့နဲ့နားလည်ထားတဲ့နဲ့တရားဒေသနာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ခုတရားဝဲကရှင်ပြုနာနာလူတော်မင်္ဂလာဆိုတော့ရှင်ယဟန်ပြုခြင်းရဲ့အကြောင်းတရားနမတေမြတ်ကပြောတာလားဆိုတော့ထိုက်တဲ့လောက်ဆက်ဆက်မှုလည်းရှိတယ်ပေါ့ဒါပေမဲ့အဓိကရည်ရွယ်ချက်ကတော့ဒီတရားအကျဉ်း၄မျိုးကိုစဉ်းစားဆင်ခြင်နိုင်ဖို့စဉ်းစားဆင်ခြင်ပြီးတော့တတိတံဝေကရဖို့စစ်မှန်တဲ့နေတဲ့အသိဉာဏ်ပညာကိုဖြစ်ပေါ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားတော်ရထပါဠသုတ်တံကိုပေါ်မှာပါဒါကြောင့်ပိဿပေါင်းတော်တို့ဒီကနေ့ညဓမ္မုဒ္ဒေသတရားအကျဉ်း၄မျိုးကိုညွှန်ပြပြီးတော့ထားတာကိုမှတ်တမ်းတင်ထားတဲ့ရထပါဠသုတ်တံဆိုတာကိုနာယူကြည်ညိုကြရမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အမြဲတမ်းအေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီကိုတော်ပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးလုံးတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်လို့ရှိခိုးပူတော်ကြောင်းစုအလုံးလည်းဥချီမှုပြီးတော့အာယုပြုရကရုဏာတိတလဟရဏပညာပိဇောတဝိရတမောဟတမံသာနရမေရလောကကရောဝတိဒုက္ခတံဂတိဝိမု တံကရုဏာတိတလဟရဏမဟာကရုဏာတော်ဖြင့်အိမ်မြောက်တော်စိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိယတမောဟဓမ္မအရဟတမေတိဟုသောအယံဝတိဖြင့်ဝိသတိဟုသောမိုင်းမောင်ကိုပြေပါတော်မူပြီးထသောသာတရမေရလောကကရောလူလမြမတတဝါနန္ဒတို့၏ကြောင့်ဒီတန်တို့လေကလူပြုရာတရှုရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု တံဒေဝမနောသမိရာနှင့်ပိတတရိစ္ဆာလာယရှိငါတလောကတိတို့မှနေသူတစ်ဖြင့်ကျင့်လို့တော်မူ၏တသောဒုက္ခတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှသောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာပရမကဲ့သို့ဖြတ်သားခြင်းနဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ကိုဆိုပြည့်ပရမမကိုရှုံးတဲ့နှပြဖြစ်ကြပါသောဘုရားတွေတော်တို့သည်ဘုနေဝနာမှာကာယဝေဇီဝနောခြေသုံးဤဘာသာပနာမဖြင့်ဒုက္ခယူကျိုးလက်ဆုံးမူပါရှိခိုးဥညုပါ၏မြတ်စွာဘုရားသထပါဠသုတ်တံတဲ့စာတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျ။ဘုရားတို့ဘုရားရှင်ကိုရောမြတ်ကြီးအခါတော်မှာခရီးဒေသစာတွေကြွချီတော်မူရင်းနဲ့ကုရုတိုင်းမှာထုံလပုတ္တိကနိဂုံဆိုတဲ့ရွာကြီးတစ်ရွာရှိတယ်။အဲ့ဒီရွာကြီးကိုမြတ်စွာဘုရားရောက်သွားတော့
အဲ့ဒီရွာမှာရှိကြတဲ့ဒကာရမတွေကမြတ်စွာဘုရားရှိရာကိုချင်းကပ်ပြီးတော့ရှိခိုးကြပူဇော်ကြတရားဒေသနာများကိုနာယူကြည်ညိုကြတယ်ပေါ့အဲ့လိုမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုကြတဲ့ပုဂ္ဂိုလ်တွေထဲမှာအဲ့ဒီထုံလကုဋ္ဌိကဒီကုန်းရွာမှာရှိတဲ့အလွန်တရာမှချမ်းသာကြွယ်ဝတဲ့ပတိကြီးတူရဲ့သားဖြစ်တဲ့ရထပါဠလို့အမည်ရှိတဲ့မျိုးကောင်းသားလည်းပဲတယောက်အပါဝင်ပေါ့အဲ့ဒီရထပါဠအမျိုးကောင်းသားကမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုရတဲ့အခါမှာဆုံးဖြတ်ချက်တစ်ခုကိုသူကခံနိုင်ပါမှချဖြစ်တယ်အဲ့ဒီဆုံးဖြတ်ချက်ကဘာလို့ဆိုတော့ဟောဒီအကျင့်မြတ်ကိုတန်ရှင်းအောင်ဖြူစင်အောင်ကျင့်သုံးဖို့ဆိုတာလူဘဝနဲ့တော့သိပြီးတော့မလွယ်ဘူးတဲ့ဒါကြောင့်ဒီအကျင့်မြတ်တွေကိုတန်ရှင်းဖြူစင်အောင်ကျင့်သုံးနိုင်ဖို့အတွက်ငါသာမဏေဝန္ဒရှင်ရဟန်းပြုမယ်လို့သူအဲ့လိုဆုံးဖြတ်ချက်ချတယ်အဲ့ဒါနဲ့မြတ်စွာဘုရားတန်တော်ဘာချင်းကပ်ပြီးတော့သူ့ကိုရှင်ရဟန်းပြုပေးဖို့ဖွင့်တောင်းတယ်ပေါ့အဲ့လိုရဟန်းပြုခွင့်တောင်းတော့မြတ်စွာဘုရားကစေတနာတပါလားတင်ရဟန်းပြုခြင်းတယ်ဆိုလို့ရှိရင်တင့်ရဲ့မိဘလေးစီကိုအရင်သွားပြီးတော့ဖွင့်တောင်းကြည့်ဖို့လို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒါနဲ့ရထပါဠအမျိုးကောင်းသားကမိဘလေးရှိရာအရက်ကိုချင်းကပ်ပြီးတော့သူ့ကိုရဟန်းပြုခွင့်ပေးဖို့တောင်းပန်တယ်ပေါ့အဲ့လိုရဟန်းပြုခွင့်ပေးဖို့တောင်းပန်တော့မိဘတွေကမပြောလို့ဆိုတော့စေတနာပါလားတဲ့သင်ဟာတို့ရဲ့တကူရီတော်သားဖြစ်တယ်ဒါကြောင့်တင့်ကိုတို့သိရင်သာမလွဲတာလို့ခွဲကြရမှာအသက်ရှင်လျက်နဲ့တော့ဘယ်နည်းနဲ့မှဟုတ်ပါမယ်မပေးနိုင်ဘူးဒါကြောင့်တင့်ကိုရှင်ရန်ပြုတ်ခွင့်ဘယ်လိုနည်းနဲ့မှတို့ခွင့်မပြုတ်နိုင်ဘူးလို့မိဘတွေကသူ့ကိုညင်းနေတယ်ပေါ့အဲ့လိုရဟန်းပြုတ်ခွင့်မပေးတဲ့အခါမှာရထပါဠကနိမျိုးစုံနဲ့တောင်းပန်နေဒါပေမဲ့မရဘူးအဲ့ဒီတော့သူကဘာလို့လို့ဆိုတော့မြေကြီးပေါ်ကိုအိတ်တယ်အိပ်ပြီးတော့အစာမစားတော့ဘူးသမီးမတွေကမေးလိုက်သူကဘာပြောတော့ရှင်ရဟန်းအဖြစ်တော်၎င်းသို့မဟုတ်တည်ခြင်းကိုတော်၎င်းဒီနှမျိုးမှာတစ်မျိုးမျိုးကိုသူရနိုင်မယ်လို့သူကဒါပဲပြောတယ်ယဟန်ပြုရရင်ပြုရယဟန်မပြုရရင်တော့တည်ပါစေလို့သူကအဲ့လိုဆုံးဖြတ်ချက်ကိုခံနိုင်မှချမ်းသာတာအဲ့လိုသူကယဟန်ပြုခွင့်ရဖို့အတွက်ကြိုးစားအထောက်တော့ဓမေတဏနတ်သုံးနတ်လေးနတ်မစားဘူးဆိုတော့မိဘတွေကစိုးရိမ်လာတော့ရထပါဠရဲ့တကယ်ချင်းတွေကိုမိဘတွေကအကူအညီတောင်းနေပေါ့အမောင်တို့ရဲ့တကယ်ချင်းကိုဖြောင်းရကြပါအောင်နားချကြပါအောင်တို့မှဒီကူရီတော်သားလေးကိုဖွက်ခွာပြီးတော့ရှင်ရန်ပြုခွင့်မပေးနိုင်ဘူးတကယ်ချင်းတွေကရထပါဠကိုဝိုင်းပြီးတော့နားချကြတယ်ဖြောင်းရကြတယ်ဒါပေမဲ့ရထပါဠကသူ့ဆုံးဖြတ်ချက်ကိုမပြင်ဘူးအဲ့ဒီတော့တကယ်ချင်းတွေကဒီကြီးနေများကိုမပြောလို့ဆိုတော့ပြီးခင်ဖခင်တို့တဲ့ရှင်တို့ရဲ့သားကိုရှင်ရဟန်းပြုခွင့်ပေးလိုက်တာကမှရှင်အဖြစ်ရဟန်းဖြစ်နေတဲ့တွေ့ရအောင်ပဲမြင်ရအောင်ပဲနောက်မှရှိရင်တော့သူဟာအစာငတ်ပြီးတော့သိကြပေါ့သိမှာပဲဒါကြောင့်သူ့ကိုရှင်ရဟန်းပြုခွင့်ပေးလိုက်ပါလို့မိဘတွေကိုတောင်းပန်ရတဲ့အနေအထားကိုရောက်သွားတယ်အဲ့ဒါနဲ့မိဘတွေလည်းပဲသားရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အတွက်ကြောင့်ရှင်ရဟန်းပြုခွင့်မပေးရင်ပေးရင်လည်းပေးရတယ်ပေါ့အဲ့ဒီမှာပဲရထပါဠတရက်လောက်တော့အာယူပြီးတော့ရသော်ဘုရားထံတော်ဝါချင်းကသူ့ကိုရှင်ရဟန်းပြုပေးဖို့ဖွင့်တောင်းတယ်အဲ့ဒီတော့မှမြတ်စွာဘုရားကသူ့ကိုရှင်ရဟန်းပြုပေးတယ်ပေါ့အဲ့ဒါသူရှင်ရဟန်းဖြစ်သွားပြီဆိုတော့မြတ်စွာဘုရားကအဲ့ဒီထုံလကုဋ္ဌိကဒီကုန်းရွာကြီးမှာ15ရက်လောက်တရင်တောင်းတယ်တရင်သုံးတော့သစ္စာပါဠကလည်းအဲ့ဒီမြတ်စွာဘုရားနာမှာပဲတရင်သုံးတယ်ပေါ့နောက်တော့မြတ်စွာဘုရားကကျွတ်တိုက်တဲ့တတ္တဝဝိနည်းရှိရာကိုဥတည်ပြီးတော့ဤဒေသစာတွေကြွသွားတယ်အဲ့ဒီတော့လည်းသူကတိုက်သွားတယ်ဒီလိုနဲ့ဦးဇင်းတို့ဒီတော်အကြောင်းတော်ကိုရောက်ပြီဆိုတော့မှမြတ်စွာဘုရားထံတော်ဘာကနေကမ္မထတရားများတောင်းပြီးတော့ပြင်းထန်တဲ့လုံလဝရိယရွှေမြဲတဲ့သတိတရားနဲ့ကြိုးစားအားထုတ်လိုက်တာသတ္ထပါဠမထေတိရဲ့အနှဲငယ်တွင်မှာပဲအတော်ကုန်ခံလို့ယန္တာဖြစ်တယ်အဲ့လိုသူယန္တာဖြစ်ပြီဆိုတော့မြတ်စွာဘုရားကိုသူပါလျှောက်တော့မြတ်စွာဘုရားတဲ့ဘုရားကြီးတော်ကိုမိဘတွေကိုတွေ့ဖို့အတွက်ထုံလကုဋ္ဌိကဒီကုန်းရွာကြီးကိုခိတ္တခဏပြန်ပွင့်ပြုတော်မူပါအဲဒီမှာမြတ်စွာဘုရားကယဟန္တာဖြစ်နေတဲ့နမတိမြတ်တစ်ပါးအတွက်ဘာအန္တရာယ်မှမရှိနိုင်တဲ့အတွက်ကြောင့်သူ့ကိုထုံလကုဋ္ဌိကဒီကုန်းရွာကြီးကိုပြန်ပွင့်ပြုတယ်ပေါ့အဲ့ဒါနဲ့ရထပါဠမတိကတပိတ်သင်္ကန်းယူပြီးတော့ထုံလကုဋ္ဌိကဒီကုန်းရွာကြီးကိုကြွသွားတာအဲ့ဒါသူကသူ့ရဲ့အိမ်ကိုအရင်မသွားသေးသေးနဲ့
ပထမပဲဘုတော်တော်ဆိုတော့ဦးဇင်းတို့ကုလိုတိုင်းကိုအစိုးရတဲ့ကောရမြမင်းကြီးပိုင်တဲ့မိရှိတာဥယျာဉ်ဆိုတာကိုကြွသွားတယ်အဲ့ဒီဥယျာဉ်ကြီးတွေကအရေးကောင်းတဲ့တိတ်တိတ်ကြီးတွေအောက်မှာနေတန်းဆင်ပြီးတော့ညလည်းအဲ့ဒီမှာပဲကျင်းချက်ပြီးတော့အဲ့ဒါမနဲ့နင်းပြီးဆိုတော့မှသင်္ကန်းလေးယူပြီးတော့တပိတ်ပိုက်ပြီးတော့သူမိဘတွေရှိရသူတစ်ချိန်လုံးကနေခဲ့တဲ့အိမ်ကြီးတွေကိုကြွသွားတာအဲ့ဒီသူအိမ်ရောက်သွားပြီဆိုတော့အိမ်ကိုအရင်မသွားဘူးသူကတော့အိမ်ဘောမှာပဲလမ်းပေါ်မှာပဲခြေစုံရက်ပြီးတော့တပိတ်ပိုက်ပြီးတော့ဆွမ်းရက်တယ်ပေါ့အဲ့ဒီအချိန်မှာသူ့ရဲ့ဖခင်ဖြစ်တဲ့ထေးကြီးကမလုပ်လို့ဆိုတော့အိမ်ရဲ့အလယ်တကားပုံမှာနောက်ကလေးတိုင်းကြီးပေါ်မှာထိုင်ပြီးတော့ဆက်တာတဲ့တယောက်ရဲ့သူ့ရဲ့ဆရင်ကိုပြုပြင်ပေးတာကိုခံယူနေတဲ့အခိုက်ပေါ့အဲ့ဒါတထေးကြီးကကလေးတိုင်းပေါ်မှာထိုင်ရင်းနဲ့အိမ်ဘောကိုလှမ်းပြီးတော့ကြည့်လိုက်တော့ယဟန်တစ်ပါးတပိတ်ပိုက်ပြီးတော့ဆွမ်းရက်နေတာကိုတွေ့ရတယ်အဲ့ဒါကိုသူသားမှသူမသိဘူးအဲ့ဒီတော့တထေးကြီးရဲ့တုတ်ကဘာတွေထွက်လာလို့ဆိုတော့ဟောဒီဥပီကလုံးယုတ်တွေဟာငါတို့ရဲ့ချစ်လာတော်တူရီတော်သားကိုတို့ရဲ့ရှင်တော်တွေကနေပြီးတော့ဆွဲထုတ်သွားတာသူကမကြည့်နိုင်ဘူးအဲ့ဒါနဲ့သူ့ရဲ့တုတ်ကဆင်းကြီးတဲ့အတန်တွေထွက်လာအဲ့ဒီတော့ရဏဘာလပတိကစွမ်းကံလာစွမ်းမရတဲ့အပြင်ဆင်းကြီးတာကိုပဲရတယ်ဆိုတော့အသာပဲအဲ့ဒီနာကနေလှည့်ပြီးတော့ပြန်ကြွသွားတယ်အဲ့လိုပြန်ကြွသွားတော့ဦးဇင်းတို့လမ်းမှာဇုံနဲ့တွေ့လို့ဆိုတော့သူတို့အိမ်ကကျွမ်းမကြီးနဲ့တွေ့တယ်သူတစ်ချိန်လုံးမှခိုင်းခဲ့စေခဲ့တဲ့ကျွမ်းမကြီးပေါ့အဲ့ဒီကျွမ်းမကြီးကခွက်တစ်ခုလေးကိုမယောမှုအသိုးတွေကိုထည့်ပြီးတော့အမိုက်ပုံမှာဆွတ်ပြစ်မယ်ဆိုပြီးတော့သူကအမိုက်ပုံရှိရဘူးသွားနေတာအဲ့ဒါကိုတွေ့တော့ရတ္တဘာလပတိကဒကမကြီးအဲ့ဒီခွက်တွေကဘာတွေလို့မယောမှုအသိုးတွေပါဗျာဘာလို့မလို့တော့အမိုက်ပုံပေါ်မှာသွားပြီးတော့ဆွတ်ပြစ်မယ်လို့ပါဗျာလို့ရှောက်တော့ရတ္တဘာလပတိကဒကမကြီးတဲ့အမိုက်ပုံပေါ်မှာဆွပြစ်မဲ့အတူတူဆိုရင်တော့ငါရဲ့တပိတ်သေးကိုပဲလောင်းပြီးတော့ထည့်လိုက်ပါအဲ့လိုပြောတော့အဲ့ဒီဒကမကြီးကအဲ့ဒီမယောမှုအသိုးတွေကိုပတိမြတ်ရဲ့တပိတ်သေးကိုလောင်းထည့်တယ်အဲ့လိုလောင်းထည့်လိုက်တော့မှအဓိကတွေ့ရမြင်ရတော့မှဟောဒါတို့ရဲ့အရှင်သာရထပါဏပါလားလို့သူကသိရတယ်အဲ့ဒါနဲ့အိမ်ကိုမြန်မြန်ပြန်သွားပြီးတော့ဈေးမကြီးကိုပြောလာတော့အရှင်မသိတော်မူပါတော့ကျွန်တော်မျိုးမတို့ရဲ့ရထပါဏအမျိုးကောင်းသားဟောဒီချုံနာကုတိကနေကိုရွာကြီးကိုရောက်လာပြီဟဲကျုံမနေပြောတာမှမယ်ဆိုလို့ရှိရင်နေဟိုမှာကျုံဖြစ်ကနေပြီးတော့လူကြီးချမ်းသာဝင်ပြီးပဲဟောတာတော့အဲ့ဒါနဲ့တယောက်သားတတိကြီးတွေကိုသွားပြီးတော့ပြောကြတယ်ပေါ့ရှင်တတိမေသိတော်မူပါတော့ကျွန်တော်မျိုးမတို့ရဲ့ရထပါဏအမျိုးကောင်းသားဟောဒီချုံနာကုတိကနေကိုရွာကြီးကိုရောက်နေပြီဟာဘယ်မှာတော့စုတွေ့ရတာတော့အဲ့ဒါနဲ့တွေ့ခဲ့တဲ့နေငယ်နဲ့ကျုံမကြီးကိုရှိကထားပြီးတော့၃ယောက်သားရထပါဏပတိရှိရကိုလိုက်ကြတာရှာကြတာအဲ့လိုလိုက်တဲ့အခါကျတော့တွေ့ပါတယ်ဘယ်မှာတွေ့လို့ဆိုတော့အိမ်တအိမ်ရဲ့ခြံစည်းရိုးဘေးကနေရာလေးတစ်ခုမှထိုင်ပြီးတော့မုတ်အသိုးတွေကိုပုံပြီးတော့မုန်းနေတဲ့အရှင်မြတ်ကိုတွေ့ရတယ်အဲ့လိုတွေ့တဲ့အခါကျတော့တတိယနဲ့မြတ်ရဲ့စိတ်ထဲမှာအလုံးကိုပဲမချမ်းမသာဖြစ်သွားတာပေါ့အဲ့ဒါနဲ့တတိယကြီးကပြောတော့ဆိုတော့ဖြစ်မှဖြစ်ရတယ်တဲ့မုတ်အသိုးတွေကိုညာစားမှစားတယ်လို့တကယ်ဆိုရင်ကိုယ့်အိမ်ရှိပါတဲ့ခင်ဗျကိုယ့်အိမ်ကိုလာပါတော့တာအဲ့လိုပြောတဲ့အခါကျတော့ရထပါဏကမှာပြောလို့တခါကြီးတဲ့တို့ယဟန်နေဆိုတာအိမ်မရှိဘူးနော်အနာဂါရိယအိမ်မရှိကြတဲ့ပုဂ္ဂိုလ်တွေဒါမထေရပြောခဲ့တဲ့စကားလေးပါဟုတ်လားယဟန်နေဆိုတာဘာလဲတော့အိမ်မရှိကြတဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီတော့ရှင်းတာတဲ့ဟောဒီတို့ရဲ့အိမ်ဟာသိရဲ့အိမ်ပဲမဟုတ်ပါလားသင်လာတဲ့မှာပေါ့ငါလာခဲ့တယ်တဲ့သင်တို့အိမ်ကဘာမှမရတဲ့အပြင်ဆဲတာကိုပဲငါခံခဲ့ရတယ်အဲ့ဒီကြတော့မှတထေးကြီးကသူ့ဆဲလွတ်လိုက်တဲ့ဟာသူသားမှသိရတယ်ပေါ့အဲ့ဒီတော့ကိုင်အဲ့ဒါတွေရှိပါသေးတော့ထားပါတော့လာအိမ်ကိုသွားကြရအောင်အဲ့လိုခေါ်တဲ့အခါကျတော့ရထပါဏကတော်ကြီးတဲ့ဒီနေ့အတွက်စားတော့ခြင်းကိစ္စပြီးသွားပြီအဲ့လိုဆိုရင်ရှင်ဗျာမနေ့ပြန်မှာဒီပြည့်တို့အိမ်ကိုရှင်ဗျာဆုံးဖို့ပြီးကြွမှာအဲ့ဒါကိုကြတော့အရှင်မြတ်ကစိတ်စိတ်နေသောအဖြစ်လက်ခံနေတယ်ပေါ့အခုတော့သူလိုက်မသွားဘူးဘယ်ပြန်ကြွသွားလို့ဆိုတော့သောတော်ကဒူလာခဲ့တဲ့နေရာမိရှိတာဥယျာဉ်ကိုပဲပြန်ကြွသွားတယ်အဲ့ဒါမနေ့လင်းပြီဆိုတော့မှသောတော်ကတော့ပဲဦးဇင်းတို့သင်္ကန်းလေးယူပြီးတော့တပိတ်ပိုက်ပြီးတော့ဒီပါလေးရဲ့အိမ်ကိုသူကြွတယ်လာယဟန်လာမယ်ဆိုတာကိုပညာပေါက်သိနေတဲ့တထေးကြီးကအသေးစိတ်သူကပြင်ဆင်မှုတွေလုပ်တာတယ်ဘာတွေလုပ်တာလဲဆိုတော့ရွှေတွေကိုလူတရက်လောက်အပုံကြီးတပုံပုံထားတယ်ငွေတွေကိုလည်းပဲလူတရက်လောက်ပုံကြီးတပုံပုံထားတယ်
ပြီးတော့အဲ့ဒီရွှေဘုံငွေဘုံကိုဖြာကြီးနဲ့ပုတ်ထားတယ်နော်ပြီးတော့သူကမလုပ်ထားသေးလို့ဆိုတော့ရထပါဠိရဲ့လူ့ဘဝတော်မှာဇနီးလေးယောက်ရှိတယ်အဲ့ဒီဇနီးလေးယောက်ကလည်းရထပါဠိရဟန်းပြုသွားတာမကြသေးတော့ဒီတတိကြီးအိမ်မှာပဲရှိနေသေးတာအဲ့ဒါတတိကြီးကအဲ့ဒီချွေးမလေးယောက်ကိုနင်တို့ရဲ့အရှင်သာကျိတ်တဲ့အဝိဇ္ဇာကိုဝိရှင်ပြီးတော့အကောင်းဆုံးပြင်ဆင်ထားရမယ်လို့သူကအဲ့လိုလေခိုင်းထားတာနော်အဲ့ဒါအချိန်ကျတော့ရထပါဠိမထေရကအိမ်ကြွလာပြီအဲ့ဒါခရီးရောက်မဆိုင်ပဲတတိကြီးကဘာလို့လို့ဆိုတော့ရွှေဘုံငွေဘုံဒီပေါ်မှာအုတ်ထားတဲ့ဖြာကိုလှက်ပြအဲ့လိုလှက်ပြီးတော့ခြေသားရထပါလားတဲ့ဟောဒီရွှေတွေငွေတွေဟာတင့်ရဲ့အမေနဲ့ငါနဲ့အိမ်အောင်ကြတော့မှတင့်ရဲ့ဘိုးတွေဘွားတွေကတဏ္ဍာမိုးပန်းမိုးဆိုပြီးတော့ပေးလိုက်တာပဲရှိသေးတယ်နော်မတို့မှမြေပုံမြေအောင်မြုပ်နှံသိရှိထားတဲ့ဥစ္စာပစ္စည်းတွေဟာကြောင်များစွာရှိသေးတယ်ဒါကြောင့်တင်လူဝတ်တင်းပြီးတော့ကာမစီးတွေကိုခံစားပြီးတော့ကုသိုလ်ကောင်းမှုကိုဆွမ်းအားရှိတဲ့မြတ်ပြုရင်းနဲ့လူ့ဘဝကြီးမှာပျော်ရွှင်ခြင်းတွေပါလို့သားဖြစ်တဲ့ပုဂ္ဂိုလ်လူချွတ်ဖို့ရှောင်ညာအဲ့လိုပြောတဲ့အခါကျတော့ရထပါဠိမထေရကဘာများပြောလို့တခါကြီးတဲ့သင်သားဆောင်မယ်ဆိုလို့ရှိရင်ငါတဲ့ကိုပြောခြင်းလေအဲ့ဒါဘာလို့ဆိုတော့ဟောဒီရွှေတွေငွေတွေကိုလဲဖို့ကိုတင်ပြီးတော့အင်္ဂါမြေထဲကိုသွားပြီးတော့ပြစ်လိုက်ပါတဲ့ဒါဆိုရင်ဒီရွှေတွေငွေတွေနဲ့ပတ်သက်ပြီးတော့တဲ့မှာစိုးရင်ရတာတွေပူရတာတွေမရှိနိုင်တော့ဘူးတဲ့ယဟန္တာမထေရပြောလိုက်တဲ့ဒီစကားပုထုဇဉ်ဖြစ်တဲ့ဒကာဓမ္မတို့အင်းတို့နားတဲ့စိတ်ထဲမှာယာနှုံးပြည့်နားလည်ဖို့လက်ခံဖို့ဆိုတာမလွယ်ပါဘူးနော်ရွှေတွေငွေတွေကိုအင်္ဂါမြေထဲကိုသွားပြစ်လိုက်ပါလားဆိုရင်ဒီရွှေတွေငွေတွေနဲ့ပတ်သက်ပြီးတော့စိုးရင်ရတာတွေပူရတာတွေမရှိနိုင်တော့ဘူးတဲ့ဒကမာကြီးတွေသွားပြစ်နိုင်ပါမလားနော်ဦးဇင်းတို့လည်းမပြစ်နိုင်ပါဘူးတော့ကိုကလောဘဒေါသမောဟအပြည့်ရှိတဲ့အနေအထားကနေမြင်တဲ့အမြင်သူတို့ကလောဘဒေါသမောဟမရှိတဲ့အနေအထားကနေမြင်တဲ့အမြင်ချင်းတူနိုင်မှာမလားမတူနိုင်ဒါကြောင့်လက်ခံဖို့နားလည်ဖို့ဆိုတာမလွယ်သေးဘူးတို့တော့ဘုသူ့အမြင်ကမှန်တယ်ဆိုတာကတော့ဒါအထူးမေးစရာမလိုပါဘူးနော်ဒါကြောင့်မေးတဲ့ဘောတော်တို့ဒီစကားကိုနားမလည်နိုင်သေးတော့လည်းပဲယာတုံးကြီးလက်မခံနိုင်သေးတော့လည်းပဲစိတ်ထဲမှာမှတ်သားပြီးတော့ထားသိခြင်းနဲ့ယဟန္တာမထေရပြောခဲ့တဲ့စကားတကောဆိုပြီးတော့မှတ်သားထားသိခြင်းနဲ့ဒီရွှေတွေငွေတွေကိုသဲဘုံကိုတင်ပြီးတော့ကင်္ဂါပြစ်ထဲကိုပတ်ပြီးတော့ပြစ်လိုက်ပါဒါဆိုရင်ဒီရွှေတွေငွေတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ရတယ်ပူရတာတွေမရှိနိုင်တော့ဘူးဆိုတဲ့စကားတစ်ချိန်ချိန်မှာအသုံးမကျဘူးလို့ဆိုနိုင်မလားမဆိုနိုင်ဘူးဟုတ်လားသူကအဲ့လိုပြောတဲ့အခါကျတော့တတိကြီးကတော်တော်စိတ်ပြက်သွားတာပေါ့အဲ့ဒါနဲ့စိတ်ပြက်ပြီးတော့ချွေးမလေးယောက်ကိုအချက်ပြလိုက်တော့ချွေးမလေးယောက်ကအိမ်ကနေတဲကနေထွက်လာပြီးတော့မထေရရဲ့ခြေထောက်ကိုဖက်ပြီးတော့ဘာပြောလို့ဆိုတော့အရှင်သာတဲ့အရှင်သာကအခုလိုယဟန်ပြုပြီးတော့မြတ်သောအကျင့်ကိုကျင့်နေတယ်ဆိုတာနတ်သမီးတွေကိုလိုချင်လို့ကျင့်နေတာလို့သူတို့ကြားမှုပါလေပေါ့အဲ့ဒီနတ်သမီးတွေကဘယ်လိုသဘောများရှိလဲဘယ်တော့များနှားတယ်အဲ့လိုမေးတဲ့အခါကျတော့ရထပါဠိကပြန်ရှင်းပြန်နှမတို့တဲ့ငါဟာနတ်သမီးတွေကိုဘယ်လိုရှိလို့ဒီလိုမြတ်သောအကျင့်ကိုကျင့်သုံးနေတာမဟုတ်ပါဘူးတဲ့တကယ်စင်စစ်ဘဝဆိုတာဆင်းရဲခြင်းတရားများတာဖြစ်တယ်ဒုက္ခတရားများတာဖြစ်တယ်ဒါကြောင့်ဒီဆင်းရဲတဲ့ဘဝဒုက္ခတွေကနေပြီးတော့လွတ်မြောက်ဖို့အတွက်ငါမြတ်သောအကျင့်ကိုကျင့်သုံးနေတာလို့သူကရှင်းပြတယ်အဲ့ဒီရှင်းပြတဲ့စကားတွေထဲမှာနှမတို့ဆိုတဲ့စကားလေးပါတယ်သခိတိနှမတို့ဆိုအဲ့ဒါကဘုရင်တို့တန်ရောရှင်အမြင်တမ်းကိုဖြတ်တောက်ထားလိုက်တယ်ဆိုတဲ့အသေးလေးမျိုးကိုလည်းသိရောက်ရှိတယ်ပေါ့အဲ့ဒီနှမတို့ဆိုတဲ့စကားကိုပဲမခံစားနိုင်တဲ့အတွက်ကြောင့်လေအဲ့ဒီဇနီးလေးယောက်တို့ဒီမထေရရဲ့ခြေရင်းမှာမိမောတူပြီးတော့လဲချသွားကြတယ်တဲ့နော်ခြေရင်းမှာလဲပြီးတော့မိသွားတယ်ဒီလိုလေးပြောတာနဲ့မိတယ်ဆိုတာကတော့နည်းနည်းများကိုယ်လေးသလားမသိဘူးလို့ဒါကတော့ဦးဇင်းကစဉ်းစားကြည့်တယ်ပေါ့လေဟုတ်လားစာထဲမှာတော့အဲ့လိုမျိုးမှတ်တမ်းတင်ထားတယ်ပေါ့အဲ့ဒီတော့မထေရကရှေ့မှာလည်းရွှေဘုံကြီးကတကူငွေဘုံကြီးကတကူအမျိုးသမီးလေးယောက်ကလည်းဒီနားမှာလဲနေကြတယ်အဲ့ဒီတော့တထေးကြီးကိုပြောလို့ဆိုတော့တခါကြီးတဲ့ငါ့ကိုဆုံးကပ်မှဖြစ်နေကပ်ပါဥစ္စာမိမတစ်ထေးပြပြီးတော့ငါ့ကိုမနှိမ့်ဆက်ပါနဲ့တဲ့အဲ့လိုပြောတော့မှတထေးကြီးကသူ့သားကိုဆုံးကပ်တယ်အဲ့ဒီတော့ဆုံးဖုံးပြီးပြီးဆိုတော့အရှင်မြတ်ကအဲ့ဒီနားတဲ့သင်္ကန်းယုံရဲ့တပိတ်ပိုက်ရပြီးတော့မတ်တရရဲ့နဲ့သူ့ရဲ့မိသားစုဖြစ်တဲ့သူ့ရဲ့အတိုင်းဝိုင်းကိုတရားစကားကိုဂါထာလေးတွေဖွဲ့ပြီးရွတ်ဆိုပြီးတော့ပြောပြတယ်။နော်တရားစကားဆိုတာ
ခန္ဓာရဲ့အကြောင်းဘဝရဲ့အကြောင်းလောကရဲ့အကြောင်းအမှန်တိုင်းပြောထားတဲ့စကားရများလို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ်အဲ့ဒါကဘာသာတော်တော်များများရွှေ့ဆိုပြီးတော့ပြောတာအဲ့ဒီတည်းကဦးဇင်းတို့ပထမဆုံးပါတာလေးကိုတော့ထက်ကတော့အသေးသေးလေးဦးဇင်းကပြောနေတယ်မှတ်သားစရာကောင်းလို့ပါနော်ဘာပြောလို့ဆိုတော့ပတ္တစိတ္တကတံဗိမာအရုကာယသပုတ္တိတံအာတုရံဘဟုသင်္ကပ္ပံယတနတ္ထိဒုဝဋ္ဌိတိစိတ်တကတံအစမ်းတည်းပြုလို့ရထားသောဗိမာအယုတ်နဲ့တူတော်တဲ့အစမ်းတည်းလှုပ်ထားတဲ့အယုတ်ကြီးတယုတ်နဲ့တူတော်တဲ့ဘာကိုပြောတာလဲဒီခန္ဓာကိုယ်ကြီးကိုပြောတာဒါပယုတ်ခန္ဓာပဲဖြစ်ဖြစ်အစမ်းတည်းလှုပ်ထားတဲ့အယုတ်တယုတ်နဲ့တူတယ်တဲ့ခုကစိတ်ယုတ်ကြီးတွေလည်းအလွန်တူတယ်ပေါ့ဟုတ်လားစိတ်ယုတ်ထဲမှာတော့ခန္ဓာနဲ့တဲ့ပတ္တနဲ့တဲ့စိတ်ဆိုတဲ့တိတဲ့နန္တတွေတော့မပါဘူးပေါ့ဒါကတော့တို့ရဲ့ခန္ဓာထဲမှာတော့နန္တကဖြစ်နေတယ်ပေါ့ဟုတ်လားတို့တော့အယုတ်ကြီးတယုတ်မှာအတ္တဝိညာဉ်အသက်လိပ်ညာဆိုတာမရှိဘူးလို့တူလို့ငါလို့ဆိုတာမရှိတယ်လို့ဒီခန္ဓာကိုယ်ထဲမှာလည်းပဲအတ္တအသက်ဝိညာဉ်လိပ်ညာတူလို့ငါလို့ဆိုတာမရှိဘူးဒါကြောင့်ပါလေဆန်းဆန်းကြည်ကြည်လုပ်ထားတဲ့အယုတ်ကြီးတယုတ်နဲ့တူတဲ့အာတုရံအမြဲတမ်းမသက်သာနာကျင်နေတဲ့သဘောရှိတယ်ခန္ဓာကိုယ်ဆိုတာအမြဲတမ်းနာနေတဲ့သဘောရှိတယ်မသက်သာတဲ့သဘောရှိတယ်အခါရဖြစ်တဲ့သဘောရှိတယ်ဒါကလည်းပဲဒါကတော့ဘုရားတို့တွေကတတိဝရိယဉာဏ်ပညာနေတဲ့အခါကျတော့ခန္ဓာကိုယ်မှာမသက်သာတဲ့သဘောရှိတယ်ဆိုတာသိပြီးတော့မသိဘူးနောက်စေယုံစေကရောက်ရမှစေတုစေစာစေတော်ရမှကျမကြီးဖောက်လာပြီဆိုတော့မှမသက်သာဘူးလို့သိတာဟုတ်လားအမှန်ကတော့ပုံမှန်အခြေအနေမှာလည်းမသက်သာတဲ့သဘောကတော့ရှိတယ်တိတိလေးကတော့အနည်းဆုံးသူရှိတယ်ဒါကပဋိထားကြည့်ရင်တော့အလွန်ထင်ရှားစွာသိနိုင်တယ်ပေါ့ခန္ဓာမသက်သာတဲ့သဘောရှိတယ်ဆိုတာအဲ့ဒါကိုဉာဏ်ထဲမှာထင်ရှားနေတယ်ဆိုရင်15မိနစ်လောက်လုံးဝမလှုပ်ဖဲတဲ့အနေထားတစ်မျိုးနဲ့သိကြည့်ပေါ့ဒါလူငယ်တွေအတွက်အကြံပေးနေတာခန္ဓာရဲ့မသက်သာတဲ့သဘောကဉာဏ်ထဲမှာအလိုလိုထင်ရှားလာတယ်နော်ဒါကြောင့်မိတဲ့ပေါင်းဆိုတော့ခန္ဓာကိုယ်ဆိုတာစံကျင်တဲ့အယုတ်ကြီးတယုတ်နဲ့တူတယ်မသက်သာတဲ့သဘောရှိတယ်ပြီးတော့သူကမှဆက်ပြောလို့အရုကာယအနာရုံးကြီးလိုကိုဖြစ်နေတယ်တဲ့ဘယ်နာမှမနာနိုင်တဲ့နေရာမရှိဘူးဘယ်နာမှဒုက္ခမပေးနိုင်တဲ့နေရာဆိုတာမရှိဘူးခန္ဓာကိုယ်တစ်ခုလုံးမှာနော်ပြီးတော့သူကမှပြောလို့ဘဟုသင်္ကပ္ပံဒီခန္ဓာကိုယ်ဆိုတာများစွာကြံစီအပ်တဲ့သဘောလေးရှိတယ်စဉ်းစားနေရလေးတွေပြောတာပါဒါကတော့သူရဲ့ခန္ဓာများကြီးကြံစီကြတာမရှိဘူးလားဥပက္ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ကြံစီတာရှိလို့သူများခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ကြံစီတာဟုတ်မရှိဘူးလားရှိတယ်ဒီခန္ဓာကိုယ်ကတော့လှတယ်ဒီခန္ဓာကိုယ်ကတော့မလှဘူးဒီခန္ဓာကိုယ်ကတော့ငယ်သေးတယ်ဒီခန္ဓာကိုယ်ကတော့ကြီးသွားပြီအစရှိတဲ့ဖြင့်အမျိုးမစိုးနိုင်တော့အောင်သူပဲကြံစီနေတာမရှိဘူးလားရှိတယ်အယုတ်ကြီးတယုတ်နဲ့တူတဲ့အမြဲတမ်းနာကျင်နေတဲ့အနာရုံကြီးလိုကိုဖြစ်နေတဲ့များစွာကြံစီအပ်တဲ့သဘောရှိတဲ့ဒီရုပ်အစုနာအစုလို့ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကိုတဲ့ပတ္တမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည့်ပါတဲ့အဲ့လိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြည့်မယ်ဆိုရင်ဘာလို့သိနိုင်တော့အဖြေမှန်ကဘာရနိုင်တော့ယတ္တနတ္ထိဒုဝဋ္ဌိတိဒီခန္ဓာမှာတီးနေတာမြဲနေတာဆိုလို့ဘာမှမရှိတာကိုသိနိုင်တယ်မြင်နိုင်တယ်ခန္ဓာရဲ့သဘောကိုအမှန်တိုင်းသိအောင်ကြိုးစားမယ်ဆိုရင်ဒီနေရာဖြင့်ခန္ဓာကိုယ်ကိုအမှန်တိုင်းသိအောင်မြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာမှာဘာတွေဖြစ်လာလို့မှတီးနေတာမြင်နေတာမရှိဘူးဆိုတဲ့အနိစ္စအချက်ကိုသိကြတော့သိနိုင်တယ်မြင်နိုင်တယ်ပေါ့။နောက်တခါတော့ဒီရဲ့ခန္ဓာမှာဘာတွေပဲဖြစ်လာလို့မှတည်မြဲနေတာဘုရားခုပြောလိုက်တယ်ဘာတွေဖြစ်လာလို့မှတည်မြဲမနေဘူးလို့ပြောလိုက်တယ်။ဒါဘာတွေဖြစ်လာလို့မှဆိုတဲ့စကားလေးဘာတွေဖြစ်နေလို့ဒီခန္ဓာကိုယ်မှာဒါလေးကိုအရင်နားလည်ဖို့လိုတယ်နော်။ဒီကတော့ဒီရဲ့ခန္ဓာမှာဘာတွေဖြစ်နေလဲလို့မေးရင်ယုတ်တည်းဘယ်လိုပြောကြမှာလဲ။ဘာတွေဖြစ်နေတယ်လဲလို့မေးရင်မြင်ခြင်းနဲ့ပတ်သက်တဲ့သဘာဝတရားတွေကြားခြင်းနဲ့ပတ်သက်တဲ့သဘာဝတရားတွေနားရှုခြင်းနဲ့ပတ်သက်တဲ့သဘာဝတရားတွေစားသောက်ခြင်းတွေးတိခြင်းတွေးကြံခြင်းနဲ့ပတ်သက်တဲ့သဘာဝတရားတွေဘယ်နှအုပ်စုပြောလိုက်တော့6အုပ်စုအကျဉ်းမြင်ရင်တော့ရုပ်တဲ့အကျဉ်းမြင်ပြောမယ်ဆိုတော့ရုပ်တဲ့နတ္တဆိုပြီးတော့အုပ်စုတစ်ခုပေါ့နော်အကျဉ်းချက်ပြောမယ်ဆိုရင်တော့6အုပ်စုပေါ့ဟုတ်လားဒီသဘာဝတရားတွေကခန္ဓာမှာဖြစ်เสียအကြောင်းရှိတဲ့အတွက်ကြောင့်ဒလဇတ်ကိုဖြစ်နေကြတာဟုတ်လားအဲ့ဒီဖြစ်ပေါ်လာတဲ့တရားမှန်တာဘယ်တရားမှတည်နေတာမြင်နေတာတို့လည်းမရှိဘူးမြင်တာလည်းမြင်ပြီးပြရတယ်နောက်တစ်ထပ်ပြီးတော့မြင်တာတော့ရှိမယ်ပေါ့အဲ့ဒါလည်းမြင်နေတာမဟုတ်အလုံးထင်ရှားလာတော့ဘုရင်ကဟောဒီကြားတယ်ဆိုတဲ့ကိစ္စဒါလူငယ်တွေရည်ရွယ်ပြီးတော့စဉ်းစားဖို့ပြောတာပါဘုရင်ကဟုတ်လား
မတည်မြဲဘူးဆိုတာလည်းပတ်သက်ပြီးဟောဒီကြားတဲ့ကိစ္စကိုနည်းနည်းတော့စဉ်းစားသိခြင်းတယ်ခုကဘုန်းကြီးတို့အနိစ္စလက္ခဏာကိုဘာဝနာမရဉာဏ်နဲ့သိဖို့ဆိုပြီးတော့ပြောနေတဲ့အပိုင်းမဟုတ်စိတ်တမရဉာဏ်နဲ့ကြံစီစဉ်းစားပြီးတော့မှန်မှန်ကန်ကန်သိဖို့အပိုင်းကိုအရင်ပြောနေတာဘာဝနာမရဉာဏ်နဲ့သိဖို့ဆိုတာကတော့တတိပဋ္ဌာန်ဒေသနာနည်းနဲ့အရင်ကြိုးစားအထောက်ပံ့ရနိုင်ပါဟုတ်လားအခုပြောနေတာကဘာလို့မှန်မှန်ကန်ကန်စဉ်းစားပြီးတော့သိတဲ့ဉာဏ်စိတ်တမရဉာဏ်ခန္ဓာမှာဘာဖြစ်နေလို့မှတည်ငြိမ်မနေဘူးဆိုတဲ့အချက်ကိုသဘောပေါက်ဖို့မလိုဘူးလားလို့တယ်တော့ကြားတဲ့ကိစ္စတိတိကျကျစဉ်းစားကြည့်တော့ဒီကယူတော့မှကြားခဲ့တာကိုခုရှိသေးလားမရှိတော့ဘူးအခုလည်းပဲကြားရင်းနဲ့ပြီးလိုက်နေတာပဲကုန်လိုက်နေတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်ပြိဿပေါင်းတော်အောင်လို့အဲ့လိုပဲနန်းရှူတဲ့စားတော့တဲ့တွေးကြည့်တဲ့တွေးကြံတဲ့ဘာတွေပဲဖြစ်လာလို့မှဒီခန္ဓာမှာတည်နေတာမြင်နေတာမရှိဘူးအဲ့ဒါကိုပဋိမြတ်ကပြောတာတော့အယုတ်တယုတ်နဲ့တူတယ်အမြင်နဲ့နာကျင်နေတဲ့သဘောရှိတယ်အနာလုံးကြီးလိုကိုဖြစ်နေတယ်များစွာကြံစည်အပ်တဲ့သဘောရှိတယ်ဒီရုပ်အစုနာအစုလို့ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးကိုအမှန်တည်းသိအောင်မြင်အောင်ကြည့်ပါကြည့်မယ်ဆိုလို့ရှိရင်ယတ္တနတ္တိဒုဝတိတိဒီခန္ဓာမှာတည်နေတာမြင်နေတာဘာမှမရှိဘူးတဲ့ဒါပြောတယ်ပထမကထာနော်ဒုတိယကထာကျတော့သူကဘာပြောတော့နောက်ကထာလေးတော့အရင်တော့အချင်းချုပ်ပဲပြောပါမယ်တခါဒီတဲ့ပရမယနှလုံးတို့ဖြင့်တန်းစာဆင်အပ်တော့အယိုးကိုအရေးဖုံး၍ထားသောဤခန္ဓာကိုယ်သည်အဝတ်အစားနဲ့တကွဖြစ်မှလာတယ်တင့်နေတာပါတဲ့သူပြောဖို့မလို့ရိုးရိုးလေးနော်ပရမယနှလုံးတို့ဖြင့်တန်းစာဆင်အပ်တော့အယိုးကိုအရေးဖုံး၍ထားသောခန္ဓာခန္ဓာကိုယ်ကိုသူတင်းပုံကလေးကတစ်မျိုးပဲနော်အယိုးကိုအရေးဖုံး၍ထားသောခန္ဓာတကယ်တော့ဒါကအချင်းချုပ်ပြောလိုက်လို့ပါဒီခန္ဓာကိုယ်ကြီးကအယိုးနဲ့အရေးတွေရှိတာတော့လည်းမဟုတ်ပါဘူးနော်ဒါပေမဲ့အယိုးကိုအမာကနေရာမှာထားပြီးတော့အသားအသွေးနဲ့လိမ့်ကျန်ပြီးတော့အကျိုးတွေနဲ့ဖွက်ရှက်ပြီးတော့အရေးလူအရေးပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတာတော့မသိကြဘူးလားနော်ဒါကိုပဋိမြတ်ကအယိုးကိုအရေးဖုံးရထားတော့လို့ခန္ဓာကိုယ်ရဲ့သဘာဝကိုအတူပုံဖော်ပြတယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့အကျေတုံးကနားနေနေတယ်ဆိုရင်တော့32ခုဌာနကိုနားနေရမှာပေါ့နော်အဋ္ဌိနံနဂရကတံဘာသာလောဟိတတိပတ္တအယိုးကိုအမာကနေရာမှာထားပြီးတော့အသားသွေးနဲ့လိမ့်ကျန်ပြီးတော့အရေးလူအရေးပါးနဲ့အုပ်ပြီးတော့ပြဆောက်ထားတဲ့ဒီခန္ဓာတည်းဟူသောခန္ဓာခန္ဓာနဲ့အိမ်တွေကိုတွဲပြီးတော့လုံးထားတယ်ရှိဘူးလားရှိတယ်ပဂတိအိမ်ထဲမှာလူတွေဝင်ပြီးတော့နေမယ်ဝင်ထွက်သွားလာမယ်သိရှိပြရှိတဲ့ပစ္စည်းပစ္စည်းတွေသိရှိထားမယ်ထည့်ထားမယ်ဟုတ်လားအဲ့လိုပဲဒီခန္ဓာအိမ်ကြီးထဲမှာလည်းပဲပါနေထည့်ထားတော့နှလုံးရှိမယ်အဆုပ်ရှိမယ်အသေးရှိမယ်ဥသေးဥမအစာသေးအစာအောင်ကြောက်ကရှိအေးထည့်ထားတာမရှိဘူးလားရှိတယ်ဒါကဘုရားတို့32ခုဌာနကုဋ္ဌာအမြင်နဲ့ပြောတာပေါ့ဟုတ်လားမြတ်စွာဘုရားကတော့ယထသရာစနိစုစမာနောမေခောစဟောယူတော်တယ်ဒီခန္ဓာအိမ်ကြီးထဲမှာကိုခြင်းတွေသိခြင်းတွေမာမာနတွေသူကြီးသူကိုချစ်ပြခြင်းဆိုတဲ့တရားတွေဒါတွေပဲထည့်ထားတာလို့မြတ်စွာဘုရားအလိုဟောပါတယ်ဟုတ်လားဒီမှာတော့အရှင်မြတ်ကဘယ်လိုပြောတာတော့ပရမယနှလုံးတို့ဖြင့်တန်းစာဆင်အပ်သောအယိုးကိုအရေးဖုံး၍ထားသောဤခန္ဓာကိုယ်သည်အဝတ်အစားနဲ့တကွဖြစ်မှသာလျှင်တင့်နေတာပါတဲ့သူကြီးတင့်နေတဲ့သဘောမရှိဘူးပေါ့နောက်သူကမှဆက်ပြောတော့ဆံပင်ကိုအမျိုးမျိုးပြည့်ပြည့်၍ထားအပ်သောမျက်လုံးကိုအယောင်အမျိုးမျိုးခြေ၍ထားအပ်သောဤခန္ဓာကိုယ်သည်လူမိုက်တို့ကိုယ်သာနဲ့တွေ့ဝေစီလိမ့်မယ်ပါရဘဝေတိနောနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကကိုရှာမိကြတဲ့ပုဂ္ဂိုလ်တွေကိုတော့တွေ့ဝေစီမှာမဟုတ်ဘူးတဲ့ပဋိညာကသူ့ကိုယ်သူရည်ညွှန်းပြီးတော့ပြောတာပါသူကတကယ်တမ်းကတော့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကကိုရှာမိတဲ့အဆင့်နဲ့မကပါဘူးနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကကိုတောင်ရောက်သွားတဲ့အဆင့်ကိုကုမြောက်သွားပြီပေါ့ဟုတ်လားဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကိုလည်းသူကတမျိုးပုံပေါ်ပြန်တယ်နော်ဆယ်ပင်ကိုအမျိုးမျိုးပြုပြင်၍ထားတော့တယ်ရှစ်မျိုးသောဒီလိုဖြင့်ထုံးဖွဲ့၍ထားတော့လို့ဇာထဲမှာတော့အဲ့လိုအတိအကျတော့ပြောတယ်နော်မျက်လုံးကိုအယောင်အမျိုးမျိုးခြေ၍ထားတော့တယ်လွန်ခဲ့သောတစ်ပေါင်း2500ကျော်ကပြောခဲ့တဲ့စကားအခုလည်းပဲလူတွေအဲ့ဒီတိုင်းပဲပေါ့လားနော်ဆယ်ပင်ကိုအမျိုးမျိုးနော်ကြောင်းခံပြီးတော့လုပ်နေကြတာပဲနော်အခုငိုတော့ကဆယ်ပင်ကိုပုံစံမျိုးမျိုးလုပ်တာကအမျိုးသမီးတွေမှလို့ထင်ရတယ်ပေါ့နော်အခုတော့အမျိုးသားတွေကကိုမြန်းတောင်ဆိုးနေတာမသိဘူးနော်အယောင်မျိုးစုံပုံသဏ္ဍာန်မျိုးစုံထူးထူးဆန်းဆန်းပါပဲလှုပ်ထားလိုက်ကြတာဟုတ်လားလှုပ်ရတာတော့လှုပ်ကြည့်ကြတာပေါ့ပြီးတော့ဘာမှတော့ထူးလာတာမဟုတ်ပါဟုတ်လားဒီဒါကြောင့်ဆံပင်ကိုအမျိုးမျိုးပြုပြင်ရထားတော့မျက်လုံးကိုအယောင်မျိုးမျိုးခြေရထားတော့လေနော်အမျိုးသားတွေကမျက်လုံးတော့အယောင်မျိုးမျိုးခြေတာတော့မတွေ့ရသေးဘူးတော်လေးတွေပြောရအောင်နော်ဒီခန္ဓာကိုယ်ကြီးကဘာလဲတော့လူမိုက်တို့ကိုယ်သာနဲ့တွေ့ဝေစီလိမ့်မယ်
နိဗ္ဗာန်တည်းဟူသောတစ်ခါကံကိုရှာမိကြတဲ့ပုဂ္ဂိုလ်တွေကိုတော့တူပြီးဒီမှာမဟုတ်ဘူးလို့သူကဒါလေးပြောတယ်ပြီးတော့ဒီကုန်းကျုပ်သူကဘာပြောလို့ဆိုတော့တခါကြီးတဲ့တားမုတ်ဆိုးဟာပိုက်ကုံကိုထောင်ထားတယ်ဒါပေမဲ့သားကောင်ကအစာကိုပဲစားပြီးတော့ပိုက်ကုံကိုမထိပဲနဲ့မညီပဲနဲ့လိုရာခရီးကိုပြန်သွားပြီဆိုပြီးတော့အိမ်ခေါင်မိုးကိုဖောက်ပြီးတော့ဇံပင်ရင်နဲ့ကောင်းကင်ကနေကျန်ကြွသွားတာဒါကသူ့အဖေနဲ့သူ့ရဲ့အနေအထားကိုပေါ်ညွှန်းပြတာတားမုတ်ဆိုးကပိုက်ကုံကိုထောင်ထားတယ်ဒါပေမဲ့သားကောင်ကအစာကိုပဲစားပြီးတော့ပိုက်ကုံကိုမထိပဲနဲ့မညီပဲနဲ့လိုရာရက်ကိုပြန်သွားပြီကောင်းကင်ကနေဇံနဲ့ကြွသွားတယ်ဘာဖြစ်လို့တကားပေါက်ဖွင့်ပြီးတော့လေကားလျှောက်ဆင်းမသွားတာလို့အဲ့ဒီတကားပေါက်တိုင်းမှာအသက်အပုတ်ကျွမ်းကျင်တဲ့အာပေါင်းမောင်းတန်လက်ဝိလက်ပန်းတွေချထားတာတကားကြီးကသူ့ရဲ့သားကိုအလူနီးနဲ့လူချွတ်လို့မရရင်အကျန်းနီးနဲ့လူချွတ်မယ်ဆိုပြီးတော့သူကအဲ့လိုစီမံထားတာဒါကိုသိလို့ပတိမြတ်ကကောင်းကင်ကနေကြံကြွသွားတယ်အဲ့ဒါဘယ်ရောက်သွားတော့ဆိုတော့ဝိညာဉ်တို့စောစောကဒူလာခဲ့တဲ့မိဂရှိရာဥယျာဉ်တွေကိုပဲပြန်ကြွသွားတယ်ကိုရောက်တော့အဲ့ဒီသိကိကြီးအောက်မှာပဲသူတည်တုံးနေတယ်ပေါ့အဲ့ဒီလိုသတင်းသုံးနေတော့မှဘသူရောက်လာလို့ဆိုတော့ကောရဗျမင်းကြီးရဲ့မိဂဝါလို့အမည်ရတဲ့ဥယျာဉ်ဘူကရောက်လာတယ်။ဘာလို့ရောက်လာလို့ဆိုတော့မင်းကြီးကဒီနေ့ဒုဥယျာဉ်တွေကိုပတ်ပြပြီးထွက်မယ်။ဒါကြောင့်မင်းသွားပြီးတော့ဥယျာဉ်ကိုရှင်းလင်းလုပ်တင်ကြီးလို့ခိုင်းလိုက်လို့သူကရောက်လာတာ။အဲ့ဒါဥယျာဉ်တွေရောက်တော့မတိမြတ်ကသတင်းသုံးနေတာကိုသိပင်ကြီးတွေအောက်မှာသူတွေ့ရတယ်။တွေ့ရတော့မြင်းမြန်းဆန်းဆန်းနဲ့နန်းတော်ကိုပြန်သွားတယ်။ပြန်သွားပြီးတော့မင်းကြီးကိုသူကဘယ်လိုတော်ဦးတင်တော့ဆိုတော့အရှင်မင်းကြီးတဲ့ပြီးတော့ဘုရားတော့အရှင်မင်းကြီးတို့အမြဲမပြတ်တောင့်တပြောဆိုနေတဲ့ရထပါဠအမျိုးကောင်းသားဟာမိရှိလာဥယျာဉ်ထဲမှာရောက်နေပြီ။ကောရဗျမင်းကြီးကရထပါဠကိုအလွန်မှလေးစားတဲ့တန်ဖိုးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ငယ်ငယ်ရွယ်ရွယ်နဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်လူ့ဘဝမှာရှောင်ပြီးတော့မြတ်သောအကျင့်ကိုကျင့်သွားတာစိတ်ထဲမှာမလေးစားပဲဘူးသူကမနေနိုင်ဘူး။ဟုတ်လား။ဒါကြောင့်သူကစကားဆက်ပြီးတိုင်းအဲ့ဒီရထပါဠဆိုတဲ့မျိုးကောင်းသားလေးဘယ်ဒီနဲ့ရောက်နေလဲမသိဘူးပြောလို့ရှိတယ်ပေါ့ဒါကိုသိလို့ဒီကဝဥယျာဉ်ကမင်းကြီးကိုအကြောင်းကြားတာအဲ့လိုအကြောင်းကြားတဲ့အခါကျတော့မင်းကြီးကဒါရင်အဲ့လိုဆိုရင်တို့ဒီကနေ့ဥယျာဉ်တွေကိုအပပြပြီးမထွက်တော့ဘူးအဲ့ဒီရထပါဠမထေရမြတ်ကိုပဲတို့ပေါင်းပြီးတော့ပြုမြော်ကြမယ်ဆိုပြီးတော့အဲ့ဒီဥယျာဉ်ကိုလည်းအချမ်းရံလေးနဲ့ယထာစီပြီးတော့အဲ့ဒီရထပါဠမထေရရှိရကိုသွားကြတယ်ဟိုရောက်တော့ယထာဘောကဆင်းပြီးတော့တင်းတင်းလေးဝတ်တဲ့နေရာမှာထိုင်ပြီးတော့အနှဲငယ်ပြနှုတ်ဆက်စကားပြောပြီးတော့မင်းကြီးကမထေရမြတ်ကိုသူတွေးတဲ့အတွေးတွေကိုအခြေခံပြီးတော့သူစကားတစ်ခုလျှောက်တယ်သူလျှောက်တဲ့စကားကလည်းစဉ်းစားကြည့်ရအောင်ကောင်းပါတယ်ဘာလျှောက်တော့ဆိုတော့ရှင်များတဲ့ဟောဒီလောကကြီးမှာယဟန်ပြုကြတာနဲ့ပတ်သက်ပြီးတော့တချို့စရာပါဠိစုံများအရွယ်ပြည့်စည်လို့ယဟန်ပြုကြတာလည်းရှိတယ်တဲ့အရွယ်ပြည့်စည်လို့ယဟန်ပြုတယ်ဆိုတာနော်တို့နေငယ်ရွယ်တဲ့အရွယ်တွေပုံသွားလို့အသက်ကြီးသွားလို့ဒါကိုပြောတာပါနော်အသက်ကြီးပြီကွာမထူးပါဘူးတို့ရဟန်းပဲဝတ်လိုက်တော့ပဲဆိုတာမျိုးပေါ့ဟုတ်လားတချို့ကြတော့လည်းပဲဖြာတိပါဠိဆိုရင်ကျမကြီးဖောက်ပြန်လို့ကျမကြီးမကောင်းလို့ရဟန်းပြုကြတယ်လည်းရှိတယ်တဲ့တချို့ကြတော့လည်းပဲဘောဂပါဠိဆိုရင်စီးပွားရေးပြည့်စည်လို့စီးပွားရေးအခြေအနေမကောင်းလို့စိတ်တက်ကြပြီးတော့ရဟန်းပြုတာလည်းရှိတယ်တဲ့တချို့ကြတော့လည်းပဲညာတိပါဠိဆိုရင်ရွှေမျိုးတွေမိသားစုဝင်တွေပြည့်စည်ဆုံးမသွားလို့ရဟန်းပြုသွားတာလည်းရှိတယ်တဲ့လေးမျိုးသူပြောတယ်နော်စရာပါဠိဆိုညာအရွယ်ပစ္စည်းလို့ဖြာတိပါဠိဆိုညာကျမကြီးပစ္စည်းလို့ဘောဂပါဠိဆိုညာနော်စီဝါရေးပစ္စည်းလို့ညာတိပါဠိဆိုညာရွှေမျိုးမိသားစုဝင်တွေပစ္စည်းလို့ညာပြုကြတာရှိတယ်ခုရှင်များကိုကြည့်ရတာအရွယ်ပစ္စည်းလို့ညာပြုတယ်လို့ပြောအောင်ပါလည်းပဲအရွယ်ကနုနုနဲ့နဲ့တော့ငယ်ရွယ်တဲ့မင်းနဲ့တဲ့ဆံမရှိတဲ့အရွယ်ရဲ့ဟုတ်လားပြီးတော့ရှင်ဘုရားမှာကျမကြီးလည်းအလွန်မှကောင်းတယ်ကျမကြီးပစ္စည်းလို့ညာပြုတာလည်းမဟုတ်ပြီးတော့ရှင်ဘုရားမှာစီးပွားရေးနဲ့အလွန်တောင်းတဲ့ရွှေမျိုးအတိုင်းဝန်းနဲ့အလွန်မှခိုင်မာတယ်ဒါတွေလို့သိတယ်အဲ့ဒါလိုအဖက်ကပြည်စုံပုံလုံးကျွယ်ဝတဲ့လူတယောက်အစဉ်ပြေတဲ့လူတယောက်ဘာပြုလို့များနော်ယဟန်ပြုပြီးတော့တယောက်တည်းနေပြီးတော့အများနဲ့တူတဲ့ဝိပုံစားဖို့နေဖို့ထိုင်ဖို့တော့ဖို့လာဖို့နဲ့ဒီလိုပြတ်သောအကျင့်ကိုကျင့်သုံးသွားရတာတော့ဘာကြောင့်ရှင်ဘုရားယဟန်ပြုတာတော့မေးတာဒါကမေးမယ်ဆိုရင်လည်းအလုံးလေးနဲ့ပါတယ်လူတယောက်အဖက်ကပြည်စုံနေပါလေခင်ဗျာဘာဖြစ်လို့လူလောကကြီးမှာတော့မနေချင်တာတော့ဟုတ်လားဘာဖြစ်လို့အများနဲ့မတူတဲ့နေပုံနေနည်းကြီးနဲ့နော်အများနဲ့မတူတဲ့ကျင့်သုံးပုံကျင့်သုံးနည်းနဲ့ကျင့်သုံးချင်ရတာလို့နေချင်ရတာလို့မိမယ်ဆိုရင်မေးတယ်မရှိဘူးလားရှိတယ်နော်အဲ့လိုမေးတဲ့အခါကျတော့မထေရမြတ်ကမင်းကြီးတဲ့ငါဘာပြုလို့ယဟန်ပြုခဲ့ရတာတော့ဆိုလို့ရှိတယ်နော်အဓိကပြောလို့ရင်တရားဥပမာစမှာနော်င
ငါဘာဖြစ်လို့ယဟန်ပြုခဲ့ရတာလို့ဆိုလို့ရှိတယ်တိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးညွှန်ပြထားတဲ့ဓမ္မုဒေသတရားအကျဉ်း၄မျိုးဆိုတာရှိတယ်တဲ့အဲ့ဒီတရားအကျဉ်း၄မျိုးကိုငါသိရလို့မြင်ရလို့ကြားရလို့ငါသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုခဲ့တာအခိခောမဟာရဇတိနဘဂဝတ္တသာနတပတ္တတာအရဟတသမ္မာသမ္ဗုဒ္ဓေနသတ္တရောဓဗုဒ္ဓေနာဥဒိဋ္ဌာမဟာရဇမြတ်တော်မြတ်ကြီးဇာနာတာတိတော်မူသောပတ္တတာမြင်တော်မူသောအရဟတကိလေသာကသိဉ္ဇတော်မူသောသမ္မာသမ္ဗုဒ္ဓေနတရားလုံးစုံကိုကိုယ်တော်တိုင်မထောက်မပြန်မမှန်ကန်ကန်သိတော်မူသောတေနဘဂဝတာထုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥဒိဋ္ဌာညွန်ပြ၍သာအကုန်သောသတ္တရောဒီမျိုးကုန်သောဓမ္မဒေသတရားကျင့်တို့သည်အဋ္ဌိတန်တိရှိပါကုန်၏မိတဲ့တိတော်မူတဲ့မြင်တော်မူတဲ့ကိလေသာကသိဉ္ဇတော်မူတဲ့တရားလုံးစုံကိုကိုယ်တော်တိုင်ထွတ်ထွင်းပြီးတော့မှန်မှန်ကန်ကန်သိတော်မူတဲ့အဲ့ဒီလိုအကြီးအသေးရှိတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကညွှန်ပြထားတဲ့တရားအကျဉ်း၄မျိုးဆိုတာလောကကြီးမှာရှိတယ်နော်အဲ့ဒီတရားအကျဉ်း၄မျိုးကိုရေအဟံညတဝါစဒိဋ္ဌဝါစသုတ္တဝါစအာဂါရပမအနာရိယပပ္ပစိတောအဲ့ဒီမြတ်စွာဘုရားညွှန်ပြထားတဲ့တရားပေါက်သွားအောင်တွန်းအားပေးနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒီတရားအကျဉ်း၄မျိုးဆိုတာဘယ်လိုဟာလဲစိတ်ဝင်စားရမရှိဘူးလားရှိတယ်အခုအရင်ကပြောလိုက်ရင်တော့ဘေးတတော်ကဟောဒါလေးတော့တို့ဖတ်သားမှုပြီးသားပါလို့အဲ့လိုဖြစ်မှာပါဟုတ်လားဒီတရားလေးကအလုံးမပြည့်စုံကောင်းမွန်တဲ့အတွက်ကြောင့်ဘုန်းကြီးတွေတော်တော်များများလည်းကြာခဏဟောတယ်ပေါ့နော်ဟောတယ်ပါလေဦးဇင်းကတော့ဒီအခုဒီတရားကိုဟောနေတာကြင်ပါများစွာရှိပြီးရိုးတော်တယ်လို့မရှိစိတ်ထဲမှာကိုရိုးတော်တယ်လို့မရှိတော့နော်ဒီတရားကျင့်ပြီးလို့ဆိုတာကလောကကြီးရဲ့သဘာဝလိုလည်းပြောလို့ရတယ်လောကကြီးရဲ့အမှန်တရားလိုလည်းပြောလို့ရတယ်ပေါ့အဲ့ဒီတရားကျင့်ပြီးမျိုးကိုတစ်ခုချင်းပဋိပြတ်ကရှင်းပြတယ်ပထမသူကခေါင်းစဉ်လောက်ပဲပြောတယ်မင်းကြီးကအဲ့ဒါကိုကောင်းကောင်းနားမလည်လို့အသေးစိတ်ထပ်ပြီးတော့ရှင်းပြကိုရှောက်တော့မှသူအသေးစိတ်ရှင်းပြပါအဲ့တော့ပေးတဲ့တော်လည်းပဲပထမခေါင်းစဉ်လောက်ပဲအရင်မှတ်သားမယ်ပေါ့နော်ကိုကြီးအခုပြောနေတာဒီတုတ်တံမှာမှတ်တမ်းတင်ထားတဲ့အတိုင်းနော်သိပြီးတော့အဘူဘူလိုမပါပဲနဲ့အစဉ်အတိုင်းလေးပြောနေတာအစဉ်ခုပြောနေတာဟုတ်လားဒီအဲ့တော့ပထမတရားချင်းကိုဘယ်လိုပြောပြလို့ဆိုတော့ဥပနိယတိလောကအတုဝတိခောမဟာရဇမြတ်တော်မြတ်ကြီးတဲ့ဟောဒီလောကဟောဒီလူသားဟောဒီတတ္တဝါတွေဟာဟောဒီလောကကြီးဟာဒီနေမှာလောကဆိုတာတတ္တလောကကိုရည်ရွယ်ပြောတာတတ္တဝါဒီသိပင်တကယ်တမ်းကတော့လောကပဲဟုတ်လားဒီတတ္တဝါတွေဒီဟူသောလောကကြီးဟာကိုယ်အနေနဲ့ကိုပြောလို့ဆိုရင်တော့ဟောဒီလူသားတွေဟာကိုပြောလိုက်ရင်လည်းကိုရှင်းတယ်ပေါ့နော်ဟောဒီလူသားတွေဟာဥပနိယတိပူခြင်းသိခြင်းတွေကိုမရောက်ရောက်အောင်မောင်းနှင်တာကိုခံရရတယ်တဲ့ဘယ်သူမှညှင်းဆန်မှုမရှိဘူးတတ္တဝါတွေဆိုတာပူခြင်းသိခြင်းတွေကိုမရောက်ရောက်အောင်မောင်းနှင်တာကိုခံရရတယ်တီးနေတာမြဲနေတာဆိုလို့ဘာမှမရှိဘူးတဲ့ဒါပထမတရားအချင်းပဲလောကကြီးဟာကိုချင်းသိခြင်းတွေကိုရောက်အောင်မောင်းနေတာကိုခံရရတယ်တည်မြဲနေတာဘာမှမရှိဘူးအဲ့ဒါကိုဘုရားတော်မာသီစောကြီးကဆောင်းပုဒ်ကလေးစီတယ်ဘုနာတေတို့မောင်းနေဖို့လူတို့မမြဲပါလားလို့ဒီလိုလေးရှိတယ်ဒါမျိုးလေးတွေကိုရအောင်ကြည့်ပြီးတော့သင်္သာသိနေမယ်ဆိုရင်တတိတဝေကဉာဏ်ပညာကိုရနိုင်မယ်ပေါ့နော်ဒီဒါပထမတရားအကျင့်ပဲပြီးတော့ဦးဇင်းတို့အသေးစိတ်ပြောမှာပါနောက်ဒုတိယတရားအကျင့်ကိုကျတော့မထေရမြတ်ကပါပြောလို့အတ္တတော်လောကောအနဘိကရောတိကောမဟာရဇမင်းကြီးတဲ့ဟောဒီလောကလူသားတွေဟာအတ္တတော်တဲ့အာကိုရဆိုလို့ဘာမှမရှိဘူးတဲ့တတ္တဝါတွေမှာအာကိုစရာမရှိဘူးတဲ့အနဘိကတော်တဲ့စောင့်ရှောက်မဲ့အရာလည်းဘာမှမရှိဘူးတဲ့ကိုယ်ကအာကိုရမဲ့အရာလည်းမရှိဘူးကိုယ်စောင့်ရှောက်မဲ့အရာလည်းမရှိဘူးဒါကမာစီဆိုကြီးကစောင့်ရှောက်သူမဲ့ကိုးရာမဲ့အာတွဲနာကြည့်တကားအဲ့လိုလေးရှိတယ်နှစ်ချက်ရှိသွားတယ်နှစ်ချက်ရှိပါတယ်နော်နောက်တတိယတရားအကျဉ်းအတ္တဘောလောကောတဗ္ဗဘာယကပနိယတိခောမဟာရဇမင်းကြီးတဲ့ဟောဒီလောကကြီးဟာအတ္တကောတဲ့ကိုယ်ပိုင်ဥစ္စာဆိုလို့ဘာမှမရှိဘူးတဲ့တတ္တဝါတွေမှာကိုယ်တကယ်ပိုင်တဲ့အရာဘာမှမရှိဘူးတဲ့တဗ္ဗဘာယကပနိယအလုံးစုံကိုစွန့်ပစ်ပြီးတော့ထားခဲ့ပြီးတော့သွားကြရမယ်သူတွေကြီးပဲတဲ့ဒါလောကကြီးရဲ့တတိယအမှန်တရားလို့လည်းဆိုနိုင်ပါတယ်နော်တတ္တဝါတွေမှာသူသူကိုယ်တကယ်ပိုင်တာဘာမှမရှိဘူးအလုံးကိုစွန့်ပစ်ပြီးတော့ထားခဲ့ပြီးတော့သွားကြရပါအလုံးကိုစွန့်ပစ်ခဲ့ရတယ်ဆိုတဲ့ကိုယ်ကကိုယ်တကယ်မပိုင်ဘူးဆိုတဲ့အသေးလေးပါပဲဟုတ်တယ်မဟုတ်လား
တခုခုကိုတကယ်ပိုင်နေဆိုရင်ဒါကိုယ်သဘောဖြစ်ရမှာပေါ့ကိုယ်သဘောမဖြစ်ဘူးဆိုတဲ့ဥမာဒါကိုယ်တကယ်မပိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီတော့တတိယတရားချင်းဒီပါလဲလို့ပြီးရင်ကိုယ်ပိုင်ဥစ္စာမရှိဘူးအလုံးကိုဆွန့်ပစ်ပြီးတော့သွားရမယ်ကိုယ်ပိုင်ဥစ္စာမရှိပါဆွန့်ခွာသွားရမှာပါလားတတိယတရားအချင်းပေါ့နော်ပြီးရင်ဒါလေးကိုဒီဆောင်ကိုလေးကိုပြင်တော့ချပေးမယ်ပြီးတော့လိုက်ရှုပြီးတော့ဒါအရာပြတ်ပြီးတော့ရုပ်ပြန်အောင်နော်ဒါကြောင့်တတိလေးနဲ့နားထောင်နောက်၄ခုမြောက်တရားအချင်းကိုကြတော့ဘာပြောလို့ဥနောလောကောအတိထောတနာတာဟောတိကောမဟာရာဇာမင်းကြီးတဲ့ဟောဒီလောကလူသားတွေဟောဒီတတ္တဝါတွေဟာဥနောတဲ့အမြဲတမ်းရုပ်လျော့နေတယ်ပြီးဝနေတာမဟုတ်ဘူးတဲ့ဆိုလိုတာကတတ္တဝါတွေဆိုတာလိုအပ်နေတာလိုအပ်ချက်နဲ့နေနေတာမပြည့်စုံနေတာမဟုတ်အမြဲတမ်းလိုနေတာမပြည့်စုံနေတာမဟုတ်ဘူးအမြဲတမ်းမလို့လိုနေတာနော်အတိတ်တော်တဲ့အားရတဲ့ရောင်ရဲတဲ့တင်းနေတယ်ဆိုတာမရှိဘူးတဲ့နော်ပြီးတော့ပြောလို့တဏှာတာတော်တဲ့တဏှာဆိုတာအလိုဆန္ဒဒါသဆိုတာကကြီးကျုံတတ္တဝါတွေဆိုတာအလိုဆန္ဒရဲ့ကြီးကျုံများတာဖြစ်တယ်တဲ့ဒီလောကကခိုင်းတဲ့အတိုင်းအလိုဆန္ဒကခိုင်းတဲ့အတိုင်းလုပ်ပေးနေရတယ်ပြောပေးနေရတယ်တွေးပေးနေရတယ်အလိုဆန္ဒရဲ့ကြီးကျုံများတာဖြစ်တယ်တဲ့တော့၄ခုမြောက်တရားချင်းဒီပါလေတတ္တဝါတွေဒီရုပ်လျော့နေတယ်ကြည်ဝနေတာကိုလိုအပ်နေတယ်ပြည့်စုံနေတာမဟုတ်အားရရောင်ရင်းနေမှုရှိဘူးအမြဲတမ်းအလိုဆန္ဒခိုင်းတာကိုလုပ်ပေးနေရတယ်မလွတ်လပ်တော့အလိုဆန္ဒရဲ့လက်အောက်ခံကြီးကျုံများတာဖြစ်တယ်နော်အဲ့ဒါကိုမာစီဆိုကြီးကဘယ်လိုရေးလို့လိုမပြေဝါအားမရတဏှကြုံကြီးပါလကားအဲ့လိုလေးရေးတယ်နော်အဲ့တော့ဘုန်းကြီးတို့တရားအချင်းဘယ်နှမျိုးလို့များ၄မျိုးဘုနာတေတို့မောင်းနှင်ဖို့လူတို့မမြဲပါလကားစောင်းရှောက်တူမဲ့ကိုရမဲ့အန္တရာယ်ကြီးတကားကိုယ်ပိုင်ဥစ္စာမရှိပါဆောင်းခွာသွားရမှာပါလကားလိုမပြေဝါအားမရတဏှကြုံကြီးပါလကားဘယ်နှမျိုးလို့၄မျိုးအဲ့ဒါလိုမထေရကဒီတရားချင်းလေးမျိုးကိုသူသိရမြင်ရကြားရလို့လူရန်ဖြစ်ခဲ့တာအဲ့လိုပြောပြတဲ့အခါမှာမင်းကြီးကရှင်ဗျာတဲ့အရှင်ဘုရားပြောပြလိုက်တဲ့ပထမတရားအချင်းတတ္တဝါရာဥချင်းသိချင်းတွေကိုမောင်းနေတာကိုဆောင်းဖို့တာကိုခံရတယ်တီးနေတာမြင်နေတာဘာမှမရှိဘူးလို့ပြောတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တပည့်တော်အသေးစိတ်ဘယ်လိုနားလည်ရမလဲတဲ့အတူကရှင်းရှင်းလင်းလင်းသိရင်တော့ထပ်ပြီးတော့မေးတာပါအဲ့လိုမေးတဲ့အခါကျတော့မထေရကမင်းကြီးတဲ့အဲ့လိုဆိုရင်တဲ့ပုံမှာပြန်ပြီးတော့မေးမယ်တောင်းကြိုက်သင်ကြိုက်တယ်လို့ဖြေပါမင်းကြီးမှာအခုလောလောဆယ်အနေထားနဲ့ငယ်တုန်းကအနေထားနဲ့ဘယ်လိုများကြွားချမှုရှိလဲတဲ့အဲ့ဒါကိုတစ်ချက်တော့စဉ်းစားပြီးတော့ငါ့ကိုပြန်ပြောပါငယ်တုန်းကအနေထားနဲ့ခုလောလောဆယ်အနေထားမင်းကြီးကအဲ့ဒီအချိန်မှာအသက်80လောက်ရှိနေပြီဘဝရဲ့နောက်ဆုံးအနေရောက်နေပြီပေါ့အဲ့တော့ဘုရားမင်းကြီးကစဉ်းစားပြီးတော့ပြောလို့ဆိုတော့ရှင်ဗျာတဲ့ငယ်တုန်းကလည်းအခုနဲ့ကတော့ဘာမှမဆိုင်တော့ဘူးဗျာတပည့်တော်ကငယ်တုန်းကအလွန်တရာမှအားကောင်းမောင်းတန်းအတကုကလည်းကျွမ်းကျင်တယ်တိုက်ရိုက်ခိုက်လည်းအလွန်ကောင်းတယ်စင်စည်းမြင့်ပြီးဓာတ်ကိုတန်တိုးအလွန်လည်းကျွမ်းကျင်တယ်အဲ့ဒါတပည့်တော်ကိုတပည့်တော်ငယ်တုန်းကတကူရှင်တယောက်လုံးတောင်ချိန်ခဲ့ပြီတဲ့ဒါပေမဲ့လို့အခုချိန်မှာတော့အဲ့ဒါတွေကဘာမှမရှိတော့ဘူးတဲ့ကုန်ခဲ့ပြီးပြောင်းခဲ့ပြီးကြံခဲ့ပြီးခုချိန်မှာတော့တပည့်တော်ရဲ့အနေထားဘယ်လိုဖြစ်နေလို့ဆိုတော့တပည့်တော်ရဲ့ခြေထောက်ကိုဒီနားကိုနှမ်းမယ်ဆိုပြီးတော့ကြွပြီးတော့နှမ်းချလိုက်တယ်ဒါပေမဲ့တပည့်တော်ရဲ့ခြေထောက်ကတပည့်တော်ရောက်ချင်တဲ့နေရာကိုရောက်မသွားဘူးတဲ့ဂျားထဲမှာသူချမ်းချင်တဲ့နေရာကိုကျသွားတာဒါကသူကြိုးကိုကလေးအသေးစိတ်အဲ့တိုင်ပြောတာဟုတ်လားကိုခြေထောက်ကကိုယ့်ရဲ့အမိန့်ကိုညာလုံးကြည့်မနာခံတော့ဘူးကိုခြေထောက်လေးတစ်ချောင်းကိုတော့ကိုကပိုင်ရိုးပိုင်နဲ့မရှိတော့ဘူးတော့ငယ်ငယ်တုန်းကအနေထားနဲ့အခုအနေထားဘာမှမဆိုင်တော့ဘူးငယ်ငယ်တုန်းကအနေထားတွေဆိုတာကိုယ်ပဲပြောင်းခဲ့ပြီးကြံခဲ့ပြီဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောခြင်းဘာလို့ကြံခဲ့တာတော့ကိုကသွားနေလို့အဲ့ဒါလေးကြံခဲ့တာဟုတ်လားကြံခဲ့တယ်ဘာလို့ကြံခဲ့တာတော့ကိုကသွားနေတယ်ဘယ်ကိုသွားနေတာလဲဆိုတော့ကိုချင်းသိချင်းတွေကိုဥတည်ပြီးတော့သွားနေတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဿကောင်းတို့ကောင်းတို့ဘယ်သူမှအဲ့ဒီခရီးကိုရက်လို့မရဘူးနားလို့မရဘူးရက်ခွင့်လည်းမရှိဘူးနားခွင့်လည်းမရှိဘူးမသွားခြင်းလည်းသွားခြင်းလည်းသွားမသိလည်းသွားမသိလည်းသွားဟုတ်လားဒီလက်စုပ်ကိုသွားရတယ်အဲ့လိုသွားတဲ့ကိစ္စမှာမြတ်စွာဘုရားကပုံပေါ်အောင်လို့ပြောတော့ဟုတ်အရှိန်နဲ့စီးဆင်းနေတဲ့တောင်ကျမ်းမြစ်တဲ့ခြင်းနဲ့အလွန်တူတယ်တဲ့လူဘဝရဲ့ရှင်သန်ရဲ့ဆိုတဲ့ဒီခရီးသင်လုံးကြီးဒီဥတည်ပြီးတော့သွားနေတဲ့ဒီခရီး
တောင်ချမ်းမြင့်တဲ့ဥမာပေးတာရိုးရိုးမြင့်တဲ့တောင်ဥမာပေးရိုးရိုးမြင့်ကစီးရင်လှုပ်လှုပ်တဲ့အေးစစ်လေးပဲစီးပါတောင်ချမ်းမြင့်ဆိုတော့တော့ဝလုံးလို့မြန်မြန်ဆန်ဆန်တွတ်တွတ်လွတ်လပ်အရှိအဟုန်နဲ့စီးပါအဲ့ဒီတောင်ချမ်းမြင့်တဲ့ပင်လယ်သမုဒ္ဒရာတွေကိုဥတည်ပြီးတော့စီးဆင်းနေတဲ့အနေအထားလေးကိုစဉ်းစားကြည့်ပေါ့အဲ့ဒီမြစ်ကြီးကရက်နေတဲ့အချိန်နားနေတဲ့အချိန်ပဲအချိန်ရှိတယ်ဒီလိုရှိမနဲ့လည်းရှိတယ်ညလည်းရှိတယ်နေ့လည်းရှိတယ်အချိန်တိုင်းရှိတယ်အဲ့လိုပဲဒါကမှတော့ဘုရားတို့ရဲ့ဒီခန္ဓာကိုယ်ကလည်းပဲသိခြင်းကြီးကိုဥတည်ပြီးတော့သွားနေရတဲ့ဒီခရီးဘယ်ချိန်ဖြစ်ဖြစ်သွားနေတယ်တပင်ဆိုင်နဲ့သွားတယ်စကားပြောရင်လည်းသွားတယ်လမ်းလျှောက်ရင်လည်းသွားတယ်လှုပ်လို့ရင်လည်းသွားတယ်ကျိုးစွာဆုံးအလုပ်တွေလုပ်ရလို့ပင်မလို့ညမှာအိတ်ချက်အနားယူပါပြီဆိုတဲ့အချိန်မှလည်းပဲသူကတော့မရဘူးမနာဘူးသွားနေတယ်ကိုကလာနားနေတယ်လို့ထင်တာသူကတော့နားနေတာမဟုတ်ဒါကြောင့်ပုံပေါ်အောင်မြတ်စွာဘုရားကဥပမာနဲ့ပြောတာအမြဲတမ်းသွားနေရတဲ့ခရီးမျက်စံပွဲရှိအဲ့တော့အမြဲတမ်းသွားပြီးနားခွင့်မရှိရက်ခွင့်မရှိဒလဆက်သွားပြီဆိုရင်တော့သွားမှမရင်တော့ခရီးကတွင်တော့မှာပဲခရီးတွင်တယ်ဆိုတာဘာလို့ဆိုတော့တဖြည်းဖြည်းနဲ့ကိုရောက်စရာရှိတဲ့နေရာကိုရောက်သွားမယ်ရောက်ဖို့နီးလာတယ်ဆိုတဲ့အဓိပ္ပာယ်နော်သွားပြီဆိုလို့ရှိရင်ကြံခဲ့တာတွေကြံခဲ့မယ်နီးတာတွေကနီးလာမယ်ပေါ့ဒါကခရီးတို့ရဲ့သဘာဝပေါ့တဖြည်းဖြည်းနဲ့နီးလာတယ်ဆိုတာကိုလည်းမြတ်စွာဘုရားကဥပမာနဲ့ပြောတာပဲဥပမာနဲ့ပြောရင်ဉာဏ်ရှိတဲ့လူတွေကသိလို့မြင်လို့တဲ့ဘုရှိတာကိုဟုတ်လားအဲ့ဒါဥပမာလို့ပြီးလို့တဖြည်းဖြည်းနီးလာတယ်ဆိုတဲ့ကိစ္စတောင်းတရုံကိုအစွဲခံရတဲ့နွားမတကောင်ရဲ့ခြေလန်းတိုင်းဒီတည်ခြင်းနဲ့နီးလာလို့ပဲတရက်နေလိုက်ရင်တရက်စာတည်ခြင်းနဲ့နီးသွားတယ်နောက်တနာရီပုံသွားရင်တနာရီစာတည်ခြင်းနဲ့ပို့ပြီးတော့နီးသွားတယ်တော့လက်ကျန်ခရီးဘလောက်ကျန်တယ်ကြံမှုဆိုတာတော့အတိအကျပြောခွင့်မရှိဘူးဒါပေမဲ့ကုန်ခဲ့တဲ့လောက်တော့နော်တေချာပေါင်းနီးသွားတယ်ဆိုတဲ့အနေအထားဟုတ်တယ်မဟုတ်လားလက်ကျန်ခရီးအနေအများတော့သတ်မှတ်လို့မရဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့နီးလာတယ်ဆိုတာကတော့တေချာပေါင်းပြောလို့ရတယ်ပေါ့ဟုတ်လားဒါကြောင့်ပြီးတဲ့ပေါင်းပြောအောင်လို့ဦးနာပေသူမောင်းနှင်ဖို့လူတို့မမြင်ပါလားတတ္တဝါတွေကဦးချင်းသိချင်းတွေကိုမောင်းနှင်တာကိုခံရတယ်နွားကြောင့်ကဒုက္ခပြီးတော့သူကြောင်းတဲ့နွားကြီးနွားအုပ်ကြီးကိုသူရောက်စီနေတဲ့ကြက်စီကိုဥတည်ပြီးတော့မောင်းနှင်နေတာမရှိဘူးလားရှိတယ်နွားတွေမှာညှင်းဆန်မှုရှိလားမရှိဘူးအဲ့လိုပဲသဘာဝတရားကြီးကဒါမှမဟုတ်ဦးချင်းတို့တတ္တဝါတွေကိုနောက်ဦးချင်းသိခြင်းဆိုတဲ့စကြက်ကိုမရောက်ရအောင်ဒလဆက်မောင်းတင်နေတယ်တတ္တဝါလည်းအကုန်လုံးအတူတူချီတက်နေကြတယ်ဟိုဒီနေ့ကဦးချင်းစီကိုရောဘက်ကဆရာတော်ကြီးတစ်ပါးရောက်လာတယ်ဆရာတော်ကြီးကိုမတွေ့ရတော့ကြာတော့ကြည့်လိုက်တော့ဖူးကြီးဦးကြီးဖြစ်နေပါပေါ့လားလို့စိတ်ထဲမှာတွေးမိတယ်ပြီးတော့မှငါလည်းပဲတော်တော်အသက်ကြီးနေပါလားလို့တွေးမိတယ်တစ်ချက်တည်းတွေးမိတယ်ကဘာလို့ဆိုတော့အသက်ဆိုတာတယောက်တည်းကွက်ပြီးတော့ကြီးသွားတာမရှိဘူးလို့အကုန်လုံးအတူတူကြီးသွားကြတာဟုတ်တယ်မဟုတ်လားဘယ်သူမှရက်နေလို့မရအကုန်လုံးညီလူညီမျှကြီးသွားကြတာနော်ဒါကြောင့်ပြည့်တဲ့ကောင်းတဲ့ကောင်းဘာမှတီးနေတာမြင်နေတာမရှိဘူးဒီသဘာဝတရားကြီးကိုသူသိရမြင်ရကြားရလို့သာသနာ့ဘောင်ဝင်ပြီးတော့မျက်နှာအကျင့်ကိုကျင့်မယ်ဆိုရင်တော့ဒီသဘာဝတရားကြီးကလည်းသူလွန်ငင်းချမ်းသာမယ်ရမယ်ဟုတ်တယ်မဟုတ်လားတရားမြတ်ကိုရလို့နောက်ဆုံးမညာပူညာကိုရလို့ရတ္တပညာရတ္တပူညာကိုရလို့ဘောဓချုပ်ကြီးရုပ်သိမ်းသွားမယ်ဆိုရင်အမြဲတမ်းပူခြင်းသိခြင်းကိုသွားနေရတဲ့ဒီခရီးကအပြည့်အတိုင်းပြီးဆုံးသွားမယ်ပေါ့ဒါကြောင့်မလို့သူဉာဏ်ပြုခဲ့တယ်လို့ပြောတာသဘောပေါက်ရလားဒါကြောင့်ပြည့်တဲ့ဘောဓတော်ကောင်းတို့တတ္တဝါတွေကဒီလိုသဘောတော်ဘာရှိတယ်တနည်းအားဖြင့်မိမိခန္ဓာဒီသဘောရှိတယ်လို့စဉ်းစားခြင်းသည်များစွာတတိတံဝေကဉာဏ်ပညာကိုဖြစ်စေနိုင်တယ်ဟုတ်ရဲ့လားပို့ပြီးတော့ဒီလိုလေးလေးနဲ့စဉ်းစားလို့ဆိုရင်သာသနာတော်မြတ်နဲ့တွေ့တဲ့အခါကျမှဒီလိုအခြေအနေရိုးကနေရုံးထွက်နိုင်အောင်တို့မြတ်သောအကျင့်ကိုကျင့်သုံးသင့်တယ်ဆိုတဲ့အတွေ့ပေါ့ဟုတ်လားဒါပထမတရားအကျင့်ပဲနောက်ဒုတိယတရားချင်းနဲ့ပတ်သက်ပြီးတော့မင်းကြီးကဆက်ပြီးတော့မေးနေတယ်ရှင်ဗျာတဲ့ရှင်ဗျာကပြောတယ်တတ္တဝါတွေမှာအာဟုရလည်းမရှိဘူးစောင့်ရှောက်မဲ့အရာလည်းမရှိဘူးလို့ရှင်ဗျာပြောတယ်ပေါ့တပည့်တော်မှာခြေလျင်တက်တည်ရောမြင်းတက်တည်ရောဆင်တက်တည်ရောယထာတက်တည်ရောစစ်တက်မျိုးတို့တပည့်တော်ကိုကပ်ပွင့်နေတာစောင့်ရှောက်နေတာရှိတယ်တဲ့ပြီးတော့တပည့်တော်ကိုချစ်ကြတဲ့မြတ်တို့ကြတဲ့ပိသားစုဝင်တွေမိတ်ဆွေတွေပေါင်းသင်းတွေဆွေမျိုးတွေသားချင်းတွေအများကြီးရှိတယ်အဲ့ဒါရှင်ဗျာရဲ့စကားကိုတပည့်တော်ဘယ်လိုနားလဲရမလို့လဲမမေးနိုင်ဘူးလားအဲ့လိုမေးတော့ပတိမြတ်ကဘယ်လိုပြန်လဲဖြေရှင်းတယ်မင်းကြီးတဲ့အဲ့လိုဆိုရင်တဲ့ပုံကပြန်မေးတယ်မင်းကြီးမှာပြင်းထန်တဲ့ယောဂါတွေများဖြစ်ဘူးလားဖြစ်ဘူးတော့ဗျာတဲ့အသက်80ရှိနေမှတခါတလေအလုံးပြင်းထန်တဲ့ယောဂါဘယ်လောက်ထိဖြစ်တော့ဆိုလို့ရှိတယ်မိသားစုတွေကဝိုင်းကြည့်ပြီးတော့မင်းကြီးတော့သိတော့မှပဲနဲ့တူတယ်ဆိုတဲ့အနေအထားမျိုးကိုရောက်အောင်တော့မကြာခဏဖြစ်ဘူးလေဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ပတိမြတ်က
မင်းကြီးတဲ့အဲ့လိုဆိုရင်မင်းကြီးမှာအဲ့လိုပြင်းထန်တဲ့ယောဂဝေဒနာတွေကိုခံစားနေရတဲ့အခါမှာဆင်းရဲလိုက်တာဒုက္ခတွေကြီးလိုက်တာဒီဆင်းရဲတဲ့ဒီဒုက္ခတွေဒီဝေဒနာတွေကိုငါ့ကိုချစ်ကြတဲ့တင်လို့ကြတဲ့ငါ့ကိုကာကွယ်ဆောင်ရှောက်နေတယ်လို့ဆိုကြတဲ့အဲ့ဒီသူတွေတယောက်ကိုနည်းနည်းစီခွဲဝေပြီးတော့ယူကြစမ်းပါလို့မင်းကြီးပေးလို့ရနိုင်မလားတဲ့မရနိုင်ရိုးလေးပြောတာနော်ကိုယ်မှာဒုက္ခရောက်လာပြီတကယ်ပြည့်စုံမှုနဲ့ကြုံလို့တကယ်ဒုက္ခတွေ့လာပြီအစမပြေမှုဖြစ်လာပြီဆိုရင်ဒီဒုက္ခတွေကိုငါ့ကိုချစ်ကြတဲ့လူတွေနည်းနည်းစီလောက်ခွဲဝေပြီးတော့ယူကြစမ်းပါဒါဆိုရင်ငါသက်တာပေါင်းမယ်ပေါ်ပါပေါင်းမယ်ဆိုပြီးတော့များပေးလို့ဝေလို့ရနိုင်မလားရနိုင်တယ်အတိပ္ပယ်ကမှာတော့ကိုဖြစ်ရင်ကိုခံအဲ့လိုပဲသူဖြစ်ရင်လည်းသူခံတယောက်ကိုကူညီလို့ရတယ်ဆောင်းရှောက်လို့ရတယ်အခုလို့ရတယ်ဆိုတာကတကယ်တမ်းကတကယ်မှအပေါ်ရသေးလားဟုတ်လားခန္ဓာကိုယ်ကြီးကနောက်ပေါင်းပြန်လာပြီးပြည့်စည်လာပြီးဒုက္ခဖြစ်လာပြီဆိုရင်ဘယ်သူမှမကြိုးကိုအခုလို့မရဘူးဘယ်သူမှမကြိုးကိုလည်းဆောင်းရှောက်လို့မရဘူးကူညီလို့လည်းမရဘူးစေတနာမရှိလို့ပြစ်တာမရှိလို့မကူညီခြင်းလို့မဟုတ်ဘူးကူညီလို့ကိုမရသူဖြစ်ရင်ဒုက္ခကိုဖြစ်ရင်ကိုယ်ခဟုတ်ရဲ့ဒါကြောင့်ဦးဇင်းတို့ကဒီစကားလေးကိုဘာလို့ပြောရတာလဲနော်တတ္တဝါတွေဆိုတာသူကိုတယောက်ကိုတယောက်အားကိုးလို့ရတာထက်ပိုတွက်ပြီးတော့အားကိုးနေကြတာလည်းရှိတယ်နော်အားပြုပြီးတော့နေကြတာဒီဘာကသာသမီကိုသာသမီကဒီဘာကိုတကယ်တမ်းကကိုထင်တယ်လို့ကြည်အားကိုးလို့မရဘူးဒါကြောင့်တကယ်အားကိုးရရှာနေတယ်ဆိုရင်တရားဓမ္မအသိဉာဏ်ကိုရင့်ကျက်အောင်ကြိုးစားထားဖို့လိုတယ်အဲ့ဒါကပြည့်စုံမှုနဲ့ကြုံလာရင်ဒီခုဒီတော့အားကိုးရတယ်ဒီနေရာမှာဦးဇင်းတို့လောကကြီးဟာဘာမှအားကိုးရမရှိဘူးဆောင်းရှောက်မဲ့လို့မရှိဘူးလို့ပြောတယ်သို့တော့စေတနာမြတ်သုံးပါးတည်တာနဲ့အားကိုးရလို့လည်းပဲပြောပြန်တယ်အဲ့ဒါကိုတကယ်လို့ဘယ်လိုနားလည်ရမလဲဆိုကန်စဉ်းစားတယ်မရှိဘူးလားစေတနာမြတ်သုံးပါးတည်အားကိုးရဆိုတာကဒီဆင်းရဲတဲ့ဘဝဒုက္ခတွေကနေပြီးတော့ထာဝရလွတ်မြောက်သွားအောင်နိမန်လမ်းမှန်ကိုပေးတော်မူနိုင်တဲ့အတွက်ကြောင့်စေတနာမြတ်သုံးပါးကိုအားကိုးရလို့ပြောတာဒီယုံနာခန္ဓာကြီးကိုမပြည့်စည်အောင်မအိုးအောင်မနာအောင်မသိအောင်လုပ်မပေးနိုင်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ဒီဒုက္ခတွေကနေပြီးတော့လွတ်မြောက်သွားအောင်မဂ္ဂင်၈ပါးအချင်းမြတ်တရားသူတော်ကောင်းတရားလေးကိုတော့နိမန်လမ်းမှန်ကိုတော့မပေးနိုင်ဘူးလားပေးနိုင်တယ်ဒါကြောင့်သူ့ကိုတော့အားကိုးရလို့ပြောရတယ်ဒီအားကိုးရမရှိတဲ့ဒုက္ခကြီးကနေထွတ်မြောက်နိုင်အောင်လုပ်နိုင်တဲ့အတွက်ကြောင့်ဒီလမ်းကိုပေးနိုင်တဲ့အတွက်ကြောင့်အားကိုးရလို့ပြောရတာဒုက္ခကြီးတဲ့မှာတော့ဒီပြင်အားကိုးရပါမှမရှိဘူးဒါကြောင့်ဦးဇင်းတို့ပြည့်စုံဆုံးပြောမယ်ဆိုရင်တော့စေတနာမြတ်သုံးပါးကလွယ်လို့အားကိုးရမရှိဘူးတော့အားကိုးရမရှိတဲ့လောကကြီးထဲမှာစစ်မှန်တဲ့အားကိုးရကိုရအောင်လို့သူယဟန်ပြုခဲ့တယ်လို့ဆိုရအောင်ရောက်ဘူးလားရောက်တယ်ဒါကြောင့်ပြည့်စုံသောတော်ကောင်းတို့ဘဝမှာတကယ်အားကိုးရဘာမှမရှိဘူးလို့စဉ်းစားရင်းနဲ့အတိဉာဏ်ပညာဒီဟုသောအားကိုးရအရှိကိုလည်းပဲယတနာမြတ်သုံးပါးဒီဟုသောအားကိုးရအရှိကိုလည်းပဲငါအားကိုးနိုင်ဖို့အားကိုးရရဖို့လိုတယ်ဆိုတာလေးပဲတခါတည်းဆက်ပြီးတော့တွေးဖို့မလိုလားပြောရတယ်ဒါကြောင့်ပြည့်စုံသောတော်ကောင်းတို့မင်းကြီးတဲ့မှာဒုက္ခရောက်လာပြီးယောဂဖြစ်လာပြီးဆိုရင်ဘယ်သူကိုခွဲဝေပြီးလို့ရပါမလဲဆိုတဲ့မေကောစဉ်းစားတယ်မရှိဘူးလားရှိတယ်အဲ့ဒါဒုတိယတရားချင်းနဲ့ပတ်သက်တဲ့မထေရရဲ့ရှင်းလင်းချက်ပေါ့နောက်တတိယတရားချင်းနဲ့ပတ်သက်ပြီးတော့မေးတယ်မင်းကြီးကရှင်ဗျာတဲ့ရှင်ဗျာကပြောတယ်လောကလူသားတ attva တွေမှာကိုယ်ပိုင်ဥစ္စာဘာမှမရှိဘူးအလုံးကိုစွန့်ပစ်ပြီးတော့သွားရမယ်လို့ရှင်ဗျာပြောတယ်ပေါ့နော်တပည့်တော်မှာမြေပေါ်မြေအောက်မြုပ်နှံသိရှိထားတဲ့တပည့်တော်ပိုင်တဲ့ဥစ္စာပစ္စည်းတွေအများကြီးရှိတယ်တဲ့အဲ့ဒါရှင်ဘုရားရဲ့စကားကိုတပည့်တော်ဘယ်လိုနားလည်ရမလဲလို့လဲနော်တက္ကရာမတော်သူရဲ့ကိုယ်စားများမေးထားသလားလို့တော့ထင်ရတယ်ပေါ့နော်မြတ်စွာဘုရားကကိုယ်ပိုင်ဥစ္စာဘာမှမရှိဘူးလို့ပြောလိုက်တယ်သို့တော်တက္ကရာမတော်ဘုရားတို့ကတော့ဘယ်လိုထင်နေတော့ငါအိမ်မှာငါရှာဖွေပြီးတော့စုဆောင်းပြီးတော့သိရှိထားတဲ့ဥစ္စာပစ္စည်းတွေကငါဥစ္စာပစ္စည်းမို့လို့ဘယ်ဥစ္စာပစ္စည်းလို့ပြောရမှာလို့မေးရမရှိဘူးလားနောက်အဲ့ဒီဥစ္စာပစ္စည်းတွေကိုငါဝေခြင်းချမ်းခြင်းလည်းရတယ်သုံးခြင်းဆွေးခြင်းလည်းရတယ်သူများကိုပေးခြင်းလည်းရတယ်မကြိုက်ရင်ရုပ်ဆွအဆုံးလွတ်ပြစ်ခြင်းတောင်လွတ်ပြစ်လို့ရတယ်ဒါကမှငါပိုင်တယ်လို့ပြောရင်ဘယ်ဟာကိုငါပိုင်တယ်လို့ပြောရမှာလို့စဉ်းစားကြမရှိဘူးလားဒီတကယ်တော့အဲ့ဒါတွေကဒီကမတော်ကြီးတို့ကိုတကယ်ပိုင်တာမဟုတ်ပါဘူးအခိုက်အတန့်များပါနော်ဒီအချက်နဲ့ပတ်သက်ပြီးတော့မတိမြတ်ကပို့ပြီးတော့ရှင်းလင်းသွားအောင်ဘယ်လိုပြောလို့မင်းကြီးတဲ့အဲ့လိုဆိုရင်တင့်ကောင်ကမေးတယ်မင်းကြီးအခုဒီဘဝအင်မတန်ချမ်းသာကြွယ်ဝတဲ့ကုလူတိုင်းကြီးကိုနော်အစိုးရနဲ့ပိုင်ဆိုင်တဲ့မင်းကြီးဆိုတော့ပစ္စည်းဥစ္စာအပြင်လူတရားမှာချမ်းသာကြွယ်ဝမယ်ဆိုတာဒီမှန်တယ်ဖြစ်စရာမရှိဘူးပေါ့နော်ဒါပေမဲ့လို့ဒီဘဝမှာငါဥစ္စာလို့လွတ်ပြီးတော့မင်းကြီးပိုင်တယ်လို့ထင်တဲ့နေရာကိုဒီဘဝဒီခန္ဓာအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပစ္စည်းပြီဆိုတဲ့အခါမျိုးမှာဒီဥစ္စာပစ္စည်းတွေကို
နောက်မှထိဆက်ပြီးတော့ယူသွားလို့ရလားဆက်ပြီးတော့ငါပိုင်နေလို့ပြောခွင့်ရှိသလားတဲ့ရှိပါလားမရှိဘူးအဲ့ဒီတော့အဓိပ္ပာယ်ကဘာလို့ဆိုတော့အခိုက်အတန့်ညမှာပဲဟုတ်တယ်ဟုတ်လားဒါကြောင့်ဒီတော့ကောင်းတယ်ဟောလို့ကိုယ့်အိမ်မှာစုဆောင်းသိသိထားတဲ့ဥစ္စာပစ္စည်းတွေကိုကိုယ်တကယ်ပိုင်တယ်လို့ထင်ခဲ့မယ်ဆိုရင်အဲ့ဒါဘာနဲ့တူမလဲဆိုတော့အိမ်ငှားနေတဲ့လူကဒီအိမ်ဟာငါအိမ်ပဲလို့ထင်နေတာနဲ့အတူတူပဲအမှန်ကတော့အိမ်ငှားပါဒါတော့လည်းတွေးမိတာတွေကိုပြောပြတာပြီးတယ်လို့လည်းဖြစ်ရွှက်ပြီးတော့စဉ်းစားကြည့်ပေါ့အဲ့ဒါဘာလို့ဆိုတော့အခိုက်အတန့်ညပဲဒီကနေ့ငါဥစ္စာလို့ပြောထားတဲ့အရာတွေနောက်နေ့မှာငါဥစ္စာလို့ပြောလို့ရကြမှာရမယ်အဲ့ဒါတော့မတည်ကြဘူးမရေရဘူးမခိုင်ပါဘူးဒါကိုပိုင်တယ်လို့ပြောလို့ဘယ်လိုမှမဖြစ်နိုင်ဟုတ်တယ်ပေါ့လားဒီအလုံးကိုစုပြပြီးတော့သွားရမှာအဲ့တော့ဒီနေရာမှာဦးဇင်းတို့ပို့ပြီးတော့ရှင်းလင်းသွားအောင်မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်တွေတစ်ခုကိုကြားညက်ပြီးတော့အချင်းချုပ်လေးကိုပြောပြမယ်နော်အလုံးလည်းပဲကြားဖို့ပြီးသားပါဒီအကြောင်းအရာတွေကမြတ်စွာဘုရားလက်ထက်ကအာနန္ဒတတိဆိုတာရှိတယ်သူကအလုံးတရားမှဝင်တူတယ်ပေါ့ဘဝမှာရှိဖို့ပြည့်စုံဖို့ဟာအရေးကြီးဆုံးပဲသူကရုပ်ချမ်းဝါဒလို့ဆိုရမှာဆိုဒါကြောင့်မယူမှမပေးနဲ့မျက်စင်းကြောက်များတောင်ပေးပါများရင်ပုံသွားတာမပေးနဲ့ပေးရင်တော့ပုံပါပဲမလူရဘူးမတန်းရဘူးပေါ့ဟုတ်လားပြီးတော့စုရမယ်ဆောင်းရမယ်ချများပြများလို့စုဆောင်စုတော့မှများရင်ပိုင်ဆိုင်မှုကြီးတာပဲဒါသူရဲ့ဝါဒပေါ့အဲ့တော့သူကဘာလို့တော့ဘယ်သူမှမပေးဘူးရတော့အကုန်စုရရှာရဲသိနေသိပိုက်တယ်အဲ့ဒီတော့ဘာဖြစ်လို့ဆိုပစ္စည်းတွေကတော့အလွန်လေးကိုချမ်းသာတယ်ကြည်ကြည်တဲ့ချမ်းသာပါတယ်ဒါပေမဲ့ဘယ်လောက်ပဲချမ်းသာဒီခန္ဓာကိုယ်ကြီးကတနေ့တော့ပစ္စည်းရရမှာပါအောက်ထားလို့ရတဲ့ကိစ္စမဟုတ်လားအဲ့လိုပစ္စည်းပြီးဆိုတော့ကိုပိုင်နေလို့ထင်တဲ့အရာတွေကဒီနေရာမှာအင်းဒီမပြင်းကျန်နေခဲ့မယ်ကိုကတော့ကိုယ်ကံအားလို့ဆိုတော့သွားရလိမ့်မယ်အဲ့ဒါသူပဲရောက်သွားလို့ဆိုတော့ဒေါသနာတွေသွားပြီးတော့ဖြစ်တယ်အလုံးမဆင်းရဲတယ်ကံလည်းအလုံးဆိုးတယ်ရုပ်ကလည်းအလုံးဆိုးတယ်ကံကလည်းဘယ်လောက်ဆိုးလို့ဆိုရင်သူ့ရဲ့အမေတောင်သူ့ပါလို့ရှိရင်တောင်းဆောင်လို့မရဘူးအဲ့ဒါကချစ်ပါတယ်ဆိုတဲ့ဒီအမေကသူ့လုံးလေးနှစ်သားပြည့်နိုင်တော့နိုင်တဲ့အရွယ်လေးမှာသူ့ကိုဆွန့်ပစ်လိုက်ရတယ်သူနဲ့အတူတူအတမွေးလို့မရအဲ့ဒါနဲ့အဲ့ဒီအရွယ်လေးတွေကစပြီးတော့သူ့ဝန်သူကြောင်းရတယ်ဘယ်သူမှချစ်ပေးမယ်လို့မရှိဘူးစပင်ညက်ပေးမယ်လို့မရှိဘူးဘဝစားလျှော့ပေးမယ်လို့မရှိဘူးအဲ့ဒါသူများအိမ်ကပကခွဲရောက်ကိုရှေးလို့ကြာလာတဲ့တမင်းလုံးပေါက်ဟင်းလုံးပေါက်ကိုကြီးလို့ဇရက်တို့ကောက်သားတယ်လို့မျိုးစပြီးတော့အသက်ရှင်ရတယ်ဘလောက်ညှို့ညင်ဆင်းရဲမလဲဆိုတော့ဆင်းရဲစဉ်းစားကြည့်ပေါ့အဲ့ဒါနဲ့အဲ့ဒီကလေးကမသေးပဲနဲ့ခုနှစ်နှစ်သားရှိတဲ့သားလေးတော့ရောက်တော့မြို့လေးကိုတောင်းရန်ဆောင်တော့ရှောက်သွားရင်လာရင်နဲ့သူအာနန္ဒတတိကြီးပေါ်ကနေခဲ့တဲ့အိမ်ကြီးနာကိုရောက်သွားအဲ့လိုရောက်တော့အဲ့ဒီအိမ်ကြီးကိုမြင်တော့ထူးဆန်းတာကဘာလို့ဆိုတော့ဇာတိတရဉာဏ်များနဲ့အရင်ဘဝကိုပြန်ပြီးတော့အမှတ်ရမှာအလွန်ဆွဲလန်းခဲ့တဲ့အိမ်ကြီးကိုမြင်လို့အဲ့ဒီလိုအမှတ်ရသွားသလားလို့အရင်ကတွေးကြည့်ကြတယ်ကအဲ့ဒီအိမ်ကြီးကိုလည်းမြင်တော့အဲ့ဒီကလေးကဟာဒါမှအိမ်ကြီးလို့ထင်တယ်ပြီးတယ်သူ့အိမ်ကြီးဟုတ်သေးလားလွန်ခဲ့တဲ့9နှစ်ရှင်းနှစ်ကတော့ဟုတ်တယ်နော်ဒါပေမဲ့အခုမဟုတ်တော့ဘူးဟုတ်လားဒါပေမဲ့ကလေးဆိုတော့မသိဘူးဒါမှအိမ်ကြီးပဲဆိုတော့အဲ့ဒီအိမ်ကြီးတွေကိုစွတ်ပြီးတော့ဝင်သွားရောဝင်သွားတဲ့အခါကျတော့သူ့ရဲ့သားမူလပီတွေကမွေးထားတယ်နော်သူ့ရဲ့မြေးတော်မှာပေါ့အရှင်ဘွားကအဲ့ဒီမြေးလေးတွေကဆော့ကစားနေတာကိုတွေ့ရတော့အဲ့ဒီကလေးလေးတွေကဘလူးဆိုပြီးတော့ကြောက်တတ်ပြီးတော့អော်ကြတယ်သူကရုပ်ကအလောက်ဆိုတာအဲ့ဒီမှာပဲအဆောင်တွေကရောက်လာပြီးတော့ဒီကလေးကိုရိုက်ကြနှက်ကြနဲ့မေ့ညှို့သွားပြီးဆိုတော့မှခြေတော်နဲ့ချောင်းကနေဆွဲပြီးတော့အမိုက်ကိုပေါ်သွားပြီးတော့ပြစ်ထားတာအဲ့ဒါကိုမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကတွေ့တော့ပြုစုထားတာအဲ့ဒီမှာမြတ်စွာဘုရားကရှင်အာနန္ဒာကိုအာနန္ဒာတဲ့ဟောဒီကလေးဟာအာနန္ဒာပတိကြီးဖြစ်တယ်အဲ့ဒီစကားတယောက်နာကြားသွားတာအဲ့ဒါမူလတိကြီးကြီးရောက်တော့အဲ့ဒါမူလတိကြီးကသူ့ဘေကိုဒေါသနာဖြစ်တယ်လို့ပြောအောင်လားစိတ်အရမ်းဆိုးတယ်သူတို့မျိုးတည်ရင်ဇမဖြစ်တယ်လို့ယုံကြည်ထားတာအဲ့ဒါနဲ့စိတ်တူပြီးတော့မြတ်စွာဘုရားကြီးရောက်လာတယ်ရောက်လာတော့မြတ်စွာဘုရားကသင်မယုံလို့ရှိရင်ဒီကလေးကိုတင်ခေါ်သွားပြီးတော့ချော့ပြီးတော့မေးသင်ရဲ့အဖေဘွားတော်ကသင်မသိအောင်ညှို့နှံထားတဲ့ဥစ္စာပစ္စည်းတွေအများကြီးရှိတယ်အဲ့ဒါကိုသူပေးလိမ့်မယ်ပြောပြလိမ့်မယ်အဲ့ဒီတော့မူလတိလေးကဟုတ်ရင်လည်းပစ္စည်းဥစ္စာတွေရမယ်မဟုတ်ရင်လည်းညာပရမကိုလိမ့်လေဖြစ်နေဆွဆွဲမယ်ဆိုပြီးတော့အဲ့ဒီကလေးကိုခေါ်သွားတာအဲ့ဒါအိမ်ရောက်တော့ချော့ပေါ်ပြီးတော့မေးတော့သူမသိအောင်ညှို့ထားတဲ့ဥစ္စာပစ္စည်းတွေကိုရတယ်အဲ့ဒီတော့မှမြတ်စွာဘုရားကိုဘဝတော်မှာဖြစ်ချားပွေထားတာကိုသိနိုင်တယ်မြင်နိုင်တယ်ဆိုပြီးတော့သူအတော်မဲ့ယုံကြည်တယ်ပေါ့အဲ့တော့ဦးဇင်းတို့ပြောနေတာကဒီအဖြစ်အပျက်ကအဓိကမဟုတ်ပါဘူးဒါပေမဲ့ဒီအဖြစ်အပျက်ထဲမှာလည်းသိထားကြလေးတစ်ခုတော့အလွန်ကောင်းတာပါတယ်နော်ကလေးကဘယ်လိုထင်တာလဲငါအိမ်ကြီးလို့ထင်ဟ
ဟုတ်ပါသေးလားဟောတော့အခိုက်အတန့်ပဲနော်အေးအဲ့ဒါလေးတော့မှတ်သားစရာကောင်းတယ်ပေါ့အဲ့ဒီအဖြစ်အပျက်ကိုအခြေခံပြီးတော့မြတ်စွာဘုရားကမှာဟောလို့ဗုဒ္ဓမတ္ထိဒနာမတ္ထိဣတိပါဏဝိညာဉ်တိအတ္တပိအတ္တနောတ္ထိကုတောဒနာမိုက်တဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ပြည့်စုံကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဗုဒ္ဓမတ္ထိငါမှသာသမီတွေရှိတယ်ဒနာမတ္ထိငါမှဥစ္စာပစ္စည်းတွေရှိတယ်အဲ့ဒီလိုအတွေ့နဲ့ဝိညာဉ်တိအလုံးမပင်ပန်းဆင်းရဲတယ်အဲ့ဒါတရားဓမ္မတို့ဘုရင်တို့တွေကိုပြောထားတာပဲဟုတ်တယ်ပေါ့လားသာသမီတွေရှိတယ်ဥစ္စာပစ္စည်းတွေရှိတယ်ဆိုတဲ့အတွေ့ကိုအခြေခံပြီးတော့အများကြီးပင်ပန်းဆင်းရဲရတယ်ရှိဘူးလားရှိတယ်တကယ်ကတော့တဲ့အတ္တပိအတ္တနောတ္ထိမိမိတည်နေတယ်မိမိဥစ္စာမဟုတ်ဘူးတဲ့ကိုယ်တော်မှကိုယ်တကယ်မပိုင်ဘူးပေါ့အတ္တပိအတ္တနောတ္ထိကုတောဒနာကိုမှကိုယ်တကယ်မပိုင်ဘူးဆိုတာရဲ့တော့ဘယ်အရာကိုငါဥစ္စာလို့ပြောလို့ရမလဲတဲ့သာသမီတို့ဥစ္စာပစ္စည်းတို့ဆိုတာငါဥစ္စာလို့ပြောလို့မရဘူးတဲ့ဒါလေးကိုအရင်ကမှတ်သားစီရတာအဓိကကတော့အတ္တပိအတ္တနောတ္ထိဆိုတဲ့စကားလုံးလေးပေါ့ကိုယ်တော်မှကိုယ်တကယ်မပိုင်ဘူးကိုယ်ဒီပင်နဲ့ကိုယ်ဥစ္စာပစ္စည်းမဟုတ်ဘူးကျန်တာဆိုတာတော့မပြောတော့နဲ့အဲ့ဒီနေရာမှာကိုယ်တကယ်မပိုင်ဘူးဆိုတဲ့စကားလေးကယာနမိနားလည်ဖို့တော့မလွယ်ဘူးပေါ့ဒါဦးဇင်းတို့တော့ယာနမိနားမလည်သေးပါဘူးနော်ကိုယ်တကယ်မပိုင်ဘူးဆိုတာသိဖို့ဆိုတာသိလွယ်တဲ့ကိစ္စမဟုတ်ဘူးအနည်းဆုံးတော့ဝိပဿနာဉာဏ်တော့ရထားမှဖြစ်မှာဟုတ်လားဘာခန္ဓာမှာငါတကယ်ပိုင်တာဘာမှမရှိဘူးဆိုတာကိုသိဖို့ခန္ဓာမှာဘာပဲဖြစ်လာတီးနေတာမြဲနေတာမရှိဘူးဆိုတဲ့အမြင်မှန်အတိမှန်ကိုရဖို့လိုတယ်အဲ့ဒါဆိုရင်ခန္ဓာမှာငါတကယ်ပိုင်တာဘာမှမရှိပါလားဆိုတော့သူသိနိုင်တယ်ပေါ့ဟုတ်ရဲ့လားတရားပိဋကဘောင်းတော်တို့ကိုတကယ်မပိုင်ဘူးဆိုတာကိုပထမနားလည်အောင်ကြိုးစားရမယ်အထိုင်လေးတော့ပေါ့ဟုတ်လားအဲ့ဒါကိုနားလည်လာတာနဲ့အမျှဒီပြင်ငါပိုင်တာဘာမှမရှိဘူးဆိုတာကိုနားလည်ဖို့ပို့ပြီးတော့လွယ်ကူသွားမယ်ပေါ့နော်ဒါကြောင့်မထေရမြတ်ကမင်းကြီးတဲ့တတ္တဝါတွေမှာကိုယ်တကယ်ပိုင်တာဘာမှမရှိဘူးအားလုံးကိုစွန့်ပစ်ပြီးတော့သွားကြရမှာကိုယ်တကယ်ပိုင်တာရှိတယ်လို့ပြောနေတယ်ဆိုရင်လည်းပြောစရာလေးတော့ရှိတယ်နော်ကိုယ်တကယ်ပိုင်တယ်လို့ပြောမယ်ဆိုရင်ပြောစရာတစ်ခုတော့ရှိတယ်အဲ့ဒါဘာမှဖြစ်မဲ့တဲ့တော့ကံတရားကိုပြုထားတဲ့ကံတရားတပ္ပိတတ္တာကမ္မတက္ကသဗ္ဗေတ္တာအလုံးစုံသောတတ္တဝါတို့သည်ကမ္မတက္ကကံကိုသာလျှင်ကိုယ်ပိုင်တယ်ကမ္မတက္ကတက္ကဆိုတာကိုယ်ပိုင်ရှိကံကိုကြတော့ကိုယ်ပိုင်တယ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်လုပ်မိပြီဆိုရင်တော့အဲ့ဒီအလုပ်နဲ့ကံနဲ့အကျိုးရလဒ်ကိုသိမ့်ပေးရလိမ့်မယ်ရှောင်လွှဲလို့မရကံမှာလို့တခြားသောအရာတွေကတော့ကိုယ်တကယ်မပိုင်ဘူးအတ္တကောလောကောတဲ့ဆိုတော့ကဦးဇင်းရှင်းလိုက်တာအတ္တကတက္ကဆိုတာကိုယ်ပိုင်အဆိုတာမရှိဘူးကိုယ်ပိုင်တာဘာမှမရှိဘူးဟောကံကိုကြတော့ဘယ်လိုပြောလို့ကမ္မတက္ကကိုယ်ပိုင်တယ်အဲ့တော့အလုံးပြည့်စုံအောင်ပေးတဲ့ဘောင်းတော်ကတော့စဉ်းစားကြည့်မယ်ဆိုရင်တတ္တဝါတွေမှာကိုပြုတ်ထားတဲ့အမှုလို့ဆိုတဲ့ကံတရားကဘယ်လိုတခြားဘာလို့မှကိုတကယ်မပိုင်ဘူးဆိုတဲ့အချက်နော်တဝေကလည်းရကြမကောင်းဘူးလားဒီအသိဉာဏ်လည်းဖြစ်ကြမကောင်းဘူးလားဟုတ်တယ်နော်ဒါကြောင့်ပေးတဲ့ဘောင်းတော်တို့ကိုယ့်ရဲ့စိတ်စေတနာဆိုတဲ့ဒီကံတရားတွေကိုလည်းမွန်မြတ်အောင်ကြီးကျယ်အောင်မြင့်မြတ်အောင်ကြိုးစားခြင်းသည်သာနဲ့ကြိုးစားရအနတ်ဆုံးအလုပ်ပေါ့ဟုတ်လားကျန်တာတွေကတော့မဖြစ်လို့ရှာနေရတာကိုယ်တကယ်ပိုင်တာဟောအချိန်တန်တော့လည်းပဲထားကြရမှာပေါ့ဟုတ်လားဒါကြောင့်ပေးတဲ့ဘောင်းတော်တို့တတိယတရားအကျင့်စဉ်းစားကြရတဲ့အများကြီးဖြစ်ဘူးလားရှိတယ်အဲ့လိုတတိယတရားချင်းကိုမင်းကရှင်းပြပြီးတဲ့နောက်မှာမင်းကြီးကဆက်ပြီးတော့မေးပြန်တယ်ရှင်ဗျာတဲ့ရှင်ဗျာက၄ခုမြောက်တရားအကျင့်တတ္တဝါတွေဟာလိုအပ်ချက်နဲ့နေကြတာအားရတဲ့ရောင်ရည်တွေလို့လည်းမရှိအလိုဆန္ဒရဲ့ကြီးကျုံကြတာဖြစ်တယ်လို့ရှင်ဗျာပြောတယ်ပေါ့အဲ့ဒီစကားရဲ့အသေးစိတ်အသေးပဲကိုပြီးတော့လိုနားနေရမှာတော့အဲ့လိုမေးတော့မင်းမြတ်ကမင်းကြီးတဲ့အဲ့လိုဆိုရင်တင့်ကိုယ်ကငါပြန်မေးမယ်မင်းကြီးမှာအခုအမြဲတမ်းပြည်စုံတဲ့ချမ်းသာတဲ့ကုလိုတိုင်းကြီးတစ်ခုလုံးကိုဆိုးရတယ်ပေါ့တဘာမှမလိုဘူးလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတဲ့အနေအထားနော်ရှင်ဘုရင်တစ်ပါးအနေနဲ့တူးဆံပိုင်ရှင်ဘုရင်တစ်ပါးအနေနဲ့ဘာမှမလိုဘူးလို့ပြောမယ်ဆိုရင်ပြောလို့ရတယ်တာပြီးမယ်လို့လည်းပဲအရှိရက်ကနေပြီးတော့ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ကလောက်လာပြီးတော့မင်းကြီးအရှိရက်မှာလူတစ်ယောက်မှာချမ်းသာတဲ့ကြွယ်ဝတဲ့ပြည်စုံကုန်လုံးနဲ့တိုင်းပြည်ကြီးတစ်ခုအလွယ်တကူနဲ့တိုက်ခိုက်သိမ်းပိုက်လို့ရယူမယ်ဆိုလို့ရှိရင်ရနိုင်တယ်လို့ပြန်လာပြောခဲ့မယ်ဆိုရင်မင်းကြီးအဲ့ဒီတိုင်းပြည်ကြီးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ယူမာလာတော့မဟုတ်ယူဝဲနေမှာလားတဲ့ယူမာပါဗျာတဲ့မင်းကြီးကယူလာတယ်လားသိလားအသက်80ရှိနေပြီနော်
နော်ရမယ်ဆိုရင်လွယ်လွယ်နဲ့ရမယ်ဆိုရင်ဘာလဲတော့ယူမယ်နဲ့တိုက်ခိုက်သိမ်းပိုက်ပြီးတော့ယူမယ်ဘယ်သူတွေပဲတည်လို့နေနေသူကတော့ဘာလဲတော့ယူအောင်မယ်ပေါ့အဲ့လိုယူလိုက်တော့တိုင်းပြည်ကြီးတစ်ခုဖြစ်သွားရောအဲ့လိုဆိုတိုင်းပြည်ကြီးတစ်ခုဖြစ်လာတဲ့နောက်မှာလည်းဒီကလိုမျိုးနောက်ရက်ကနောက်ထပ်တိုင်းပြည်တစ်ခုအလွယ်တကူတိုက်ခိုက်သိမ်းပိုက်ပြီးတော့ချင်းချင်းသာသာကျွဲဝဲတဲ့တိုင်းပြည်တစ်ခုရမယ်ဆိုရင်မင်းကြီးယူအောင်မလားသို့မဟုတ်တစ်ခုရှိနေပြီတော်ပြီမယူတော့ဘူးလို့ပြောမလားဘယ်လိုလဲတဲ့သုံးခုမြောက်တဲ့သူမငြင်းကိုယူမှာပါဗျာအဲ့ဒါလိုပဲတောင်းရရဲ့မြောက်ရတိုင်းပြည်ကြီးတွေအလွယ်တကူရမယ်ဆိုရင်မင်းကြီးယူမှာလားဆိုတော့ယူမယ်လို့ကြီးပြောတယ်မယူဘူးလို့တခုမှမငြင်းဘူးမင်းကြီးကိုလောဘကြီးရန်ခေါ်လို့အပြစ်တင်တော့မစောနဲ့ကိုချင်းစာစိတ်ကလေးနဲ့နားထောင်ကြည့်ပေါ့နော်ကိုလည်းပဲနောက်ကျောင်းရှင်းရှင်းနဲ့အပြစ်ကင်းကင်းနဲ့ကောင်းကောင်းမွန်မွန်ရမယ်ဆိုရင်ဘာလို့မယူဘူးလို့ညင်ပါလဲဘာလို့မှမငြင်းဟုတ်လားနော်ဘာလို့မှမငြင်းဘူးရတော့အကုန်ယူမှာပဲဒါဥရှင်လည်းဒီတိုင်းမှာပဲပြေးတဲ့လူတွေပဲဒီတိုင်းပဲဖြစ်ပါလိမ့်မယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားကဒါကိုရည်ရွယ်ပြီးတော့တတ္တဝါတွေဆိုတာပြေးဝနေတယ်လို့ရှိဘူးနော်လိုအပ်ချက်နဲ့နေတာအားရတဲ့ရောင်ရည်နဲ့ကိန်းနေတယ်ဆိုတာမရှိဘူးအလိုဆန္ဒခိုင်းတဲ့အတိုင်းတစ်စက်လုပ်နေရတဲ့ပြောနေရတဲ့အလိုဆန္ဒရဲ့အကြီးကျယ်လွတ်လွတ်လပ်လပ်နေရတာမဟုတ်အခုမှအရှင်သခင်ဂျိုးကြီးရှိတယ်ပေါ့အဲ့ဒါတော့ဘာလို့ဆိုတော့အလိုဆန္ဒဟုတ်လားငင်းဆံခွင့်မရှိဘူးစောရကတခွင့်မရှိဘူးငင်းလည်းမငင်းချင်ဘူးစောရကလည်းမသက်ချင်ဘူးအဲ့ဒါကကိုခက်မယ်ထင်ပါဟုတ်လားငင်းချင်တယ်ဆိုရင်တော့ငင်းလို့ရပါတယ်သို့တော့မငင်းနေတာကခက်တယ်လောဘနဲ့ပုံနဲ့မှာတသားတည်းဖြစ်တယ်လောဘကပဲငါလို့ထင်တယ်လောဘကလိုချင်တာကိုငါကလိုချင်တယ်လို့ထင်တယ်လောဘကမင်းမရှိရင်မဖြစ်ဘူးလို့ပြောတာကိုငါမရှိရင်မဖြစ်ဘူးလို့ထင်တယ်လောဘနဲ့ကိုယ်နဲ့ကိုတခြားဒီကိုယ်ရောမြင်နိုင်တယ်အဲ့ဒီလောဘပို့ပြီးတော့အားနည်းသွားနိုင်တယ်ခုတော့လောဘကိုဘယ်လိုထင်တော့ငါလို့ထင်တယ်ဒေါသကိုလည်းဘယ်လိုထင်တော့ငါလို့ထင်တယ်ဒါကြောင့်ကိစ္စပေါင်းတော်အောင်ဒီကရမတို့ဘုရင်တို့တွေဟာအလုံးမကြည့်ဝကြတယ်နော်အလိုဆန္ဒရဲ့ကြီးကျုံမြတ်တာဖြစ်တယ်။ယာတိုင်းပိတ်ပိုက်ချင်ကြတဲ့ပုဂ္ဂိုလ်တွေကဖြစ်တယ်ဆိုတာမထင်ရှားဘူးလား။ထင်ရှားတယ်။ဒါကြောင့်ဘိသက်ပေါင်းတော်တော်ကျမ်းဂန်နေတဲ့မှာမိတောင်းတို့ဒီမိစာဖြစ်ဘယ်တော့မှမရောင်ရဲတယ်လို့နော်လောဘတို့မြည်ဒီအာယုံဖြစ်ဘယ်တော့မှအာရတယ်ဆိုတာမရှိဘူး။မိတော်ကြီးကဘလောက်ပဲမမိသားတွေထည့်ပေးနေတော့မှပြင်းနေကြီးကိုလည်းတောက်တော့ဘူးဆိုတော့မှမရှိဘူး။အဲ့ဒါပဲလောဘကလည်းအာယုံတွေပဲအာယုံများခြင်းဘူးဆိုတာမရှိဘူးနော်ဒီနေရာမှာဖြစ်ဆက်ပြီးတော့စဉ်းစားနေကြတာတစ်ခုကမိသားစုရဲ့သဘောတည်မိသားဖြစ်မရောင်ရဲရုံနဲ့မကမိသားကြီးရင်ကြီးသလောက်မိတောင်ကြီးလာတတ်တယ်ဆိုတဲ့အချက်ကလေးကိုစဉ်းစားနေကြဒါဘာကိုပြောတာလဲဆိုတာပိဿတို့ဒီလောက်မညံ့နားလည်မယ်လို့အချင်းချင်းကြည့်ပါဘာပြောတာတော့လူချင်းစရာနှစ်သက်စရာမျက်လုံးစရာအာယုန်တွေများရင်များသလောက်လောဘကြီးနဲ့ကြီးလာတတ်တယ်ဆိုတဲ့အချက်ဟုတ်ရဲ့လားနော်ဉာဏ်ပညာနဲ့လာမထိမ့်သိမ့်ဘူးဆိုရင်လောဘဟာရက်တန့်လို့မရှိဘူးဟုတ်လားဒါကြောင့်ပြည့်တဲ့ဘောင်းတော်အောင်လို့ဘလောက်ရအားရတဲ့ရောင်ရဲတဲ့မရှိဘူးအမြဲတမ်းလိုနေတာပဲဒါကြောင့်တချို့ကပိုင်ဆိုင်မှုအလုံးကြီးတဲ့ချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရင်သူတို့တော့ဘာမှလိုတော့မှမဟုတ်တော့ပါဘူးနဲ့တူပါရဲ့လို့စဉ်းစားကြတာရှိတယ်ဒါအလုံးမမှားနိုင်တယ်လို့ထင်တယ်တချို့ပိုင်ဆိုင်မှုတွေကြီးတဲ့လောက်လိုအပ်ချက်တွေကြီးနေတယ်ချမ်းသာဘလောက်ရှင်းရင်းနေတယ်လို့ပြောရမလို့မျိုးဖြစ်နေတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့လေးခုမြောက်တရားအကျင့်ပြိထားကြမကောင်းဘူးလားသူ့ကိုစဉ်းစားကြည့်နေမယ်ဆိုရင်တန်ဖိုးရှိတဲ့သူ့ဘဝသာသနာတော်မြတ်နဲ့တွေ့ရတဲ့သူ့ဘဝမှာငါလောဘခိုင်းတိုင်းရှားဖို့ရှိဖို့တစ်ခုလောက်လေးလုံနေုံကြတယ်ဒါတွေ့ချင်မကြိုက်သေးဘူးနော်မပြည့်နိုင်တဲ့အိုးကိုဖြည့်နေလို့ကတော့ငါဘယ်တော့မှနားရမှာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးအမြင်မှန်မျိုးကိုရနိုင်တယ်မပြည့်နိုင်တဲ့အိုးဆိုမှတော့ဘလောက်ဖြစ်ပြီးပြည့်မှာမဟုတ်မပြည့်နိုင်ပါဘူးလို့ဆိုနေမှပဲဘလောက်ဖြစ်ဖြစ်မပြည့်ဟုတ်တယ်မဟုတ်လားမရှိတော့ကတော့ရှိခြင်းနဲ့ရှိပြီးတော့ကိုရှိခြင်းနဲ့ကိုရှိပြီးတော့ကိုကြီးကိုကြီးရှိခြင်းနဲ့မဆုံးပါဒါအဆိုးရှိတဲ့ကံမဟုတ်တော့ဒါကြောင့်ပြည့်တဲ့ပေါင်းတော့ဒီကုမြောက်တရားပို့ပြီးတော့စဉ်းစားတယ်မို့လားစဉ်းစားတယ်အဲ့ဒါမထေရမြတ်ကအဲ့လိုမင်းကြီးကိုပြန်တန်ပေးဖို့နဲ့ထုတ်ပြီးတော့ရှင်းပြတာအဲ့လိုရှင်းပြပြီးတော့ဒီကုကျုပ်ဂါထာ73ခုရွတ်ဆိုပြီးတော့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းသူပြောပြနေတယ်အဲ့ဒါလေးကိုပြန်9မိနစ်လောက်ပြောဦးမယ်တနာရီနဲ့15မိနစ်ပြည့်ပါသူကလောကကြီးရဲ့အကြောင်းကိုဉာဏ်သာဖြစ်နေတာဆိုတော့သူမှန်မှန်ကန်ကန်ပုံမြင်ပြီပေါ့ဟုတ်လားအဲ့တော့သူရှုမြင်သုံးသပ်သွားပုံလေးတွေကပိဋကပေါင်းတော်ကောင်းတို့ပြင်လို့နားလေစရာအလောင်းကောင်းတယ်အလုံးမနဲ့လေးနဲ့တည်းမှန်တယ်မင်းကြီးတဲ့ဟောဒီလောကကြီးကိုငါကြည့်လိုက်တယ်
ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်ကြတော့လည်းပဲတဲ့လေးနဲ့တဲ့အသိဉာဏ်ကိုရဖို့အတွက်ကြိုးစားအားထုတ်တဲ့အပိုင်းသိမရှိဘူးတဲ့သူတို့ဘာတွေလုပ်နေကြလဲဆိုတော့ရှိပြီးရင်ရှိဖို့ရပြီးရင်ရဖို့သိမ့်ပိုက်ဖို့ပဲသူတို့ကြိုးစားနေကြတာဒါမထင်ရဲ့အမြင်ပဲနော်ပစ္စည်းဥစ္စာအများကြီးရှိတဲ့လူတွေကအသိဉာဏ်တွေအများကြီးလေးနဲ့သွားအောင်ရင့်ကျက်သွားအောင်ကြိုးစားအားထုတ်တဲ့ပိုင်းသိပြီးတော့မရှိဘူးရဖို့ပဲကြိုးစားတယ်ခုမင်းကြီးပဲကြည့်ပြီးတဲ့တိုင်းနိုင်ငံကြီးတစ်ခုကိုပိုင်ပါတဲ့ကြတဲ့နောက်တစ်ခုရရင်ယူမှာလားဆိုတော့ယူဖို့ကြိုးစားမယ်လို့ပြောနေတာမကြိုးစားဘူးလို့မရှိဘူးနော်ရတိုင်ကြီးရှိမယ်ဆိုရင်ကြိုးစားပါဒါကြောင့်ပစ္စည်းရှိမရှိတတ္တဝါတွေကလိုအပ်ချက်နဲ့နေနေကြတာတော့လိုအလိုဆန္ဒတွေတန်တန်းနဲ့နေနေကြတာအဲ့ဒီအလိုဆန္ဒတွေမပြည့်ဝသေးခင်မှာဒီတတ္တဝါတွေကဒီခန္ဓာအတ္တဘောကိုစွန့်ကြရလိမ့်မယ်ဒီကောက်ချက်ကတော့အလုံးဝထိမိတယ်လို့ဆိုရတယ်နော်တတ္တဝါတွေဆိုတာမှလည်းအလိုဆန္ဒတွေမပြည့်သေးခင်မှာပဲသိကြရလိမ့်မယ်နော်အသက်80ကိုနေရောက်တော့သူတို့တော့အလိုဆန္ဒပြည့်ပြီးတော့တည်သွားတာနဲ့တူပါရဲ့လို့မအောင်မိနေနော်ဟုတ်လားအလိုဆန္ဒတန်းနဲ့နဲ့တည်သွားမှာတည်တယ်ကမှတော့လောဘနဲ့နေပြီးတော့လောဘနဲ့တည်သွားမှာဘဝရဖြစ်စဉ်ပေါ့နော်ပြီးတော့ဗာချက်ပြောလို့ဆိုတော့အဲ့လိုတည်သွားပြီဆိုတော့တဲ့ကျင့်ရတဲ့ပုဂ္ဂိုလ်တွေကဒီတည်သွားတဲ့ပုဂ္ဂိုလ်ကိုအဝိဇ္ဇာပတ်ပြီးတော့ထင်းမုံတင်ပြီးတော့မိရှို့လိုက်ပြီဒါကအရှင်မြတ်ကဒုက္ခိကမြင်မှဒုက္ခိကအနေအထားကိုပြောတယ်ဒီကနေ့ခေတ်ရန်ကုန်မြို့လို့ဆိုရင်တော့မလုပ်တော့ဘိဓိကျိုးတဲ့ကိုထည့်လိုက်မှာပေါ့ဟုတ်လားအဲ့ဒါမတင်မြတ်ကဘာပြောလို့ဆိုတော့အဝိတ္တတေကိုတစ်ခုနဲ့တည်တဲ့ပုဂ္ဂိုလ်ကိုတဲ့တဇူးဝါးနဲ့ထိုးပြီးတော့မိရှို့ရတယ်ဒီအနေအထားကိုဘယ်အရာမှကာကွယ်မပေးနိုင်ဘူးစောင့်ရှောက်မပေးနိုင်ဘူးတဇူးဝါးနဲ့ထိုးပြီးတော့မိရှို့တာကိုခံရမယ်လူငယ်တွေကတဇူးဝါးဆိုတာကိုသိရင်မှသိပါတဇူးဝါးဆိုတာဘာပြောတာလဲဆိုတော့ဟုတ်ဘုရင်တော်ငယ်ငယ်တုန်းကရွာမှာဘုန်းကြီးကျောင်းသားဘဝရွာဘက်ကဘုန်းကြီးတွေရဲ့ဥစဉ်တွေရဲ့ဘယ်တော်ခမဲတော်တွေပေးပြီးဆိုလို့ရှိရင်မိရှို့တာမိရှို့ပြီးဆိုရင်ဦးဇင်းတော်ဘုန်းကြီးကျောင်းသားအဲ့ဒါသွားပြီးတော့ကြည်တာလူတွေကောင်ဆိုတာလည်းမိရှို့ပြီးဆိုရင်အမဲကြောက်ကိုပြာပူလေးချလိုက်ပြီးတော့လေးကောက်ပွေးပြီးတော့ဟုတ်လားအဲ့ဒါမှောက်ရည်ကြီးတွေရှို့ကြတာများတယ်အဲ့ဒါကုန်းတာကလေးတွေဆိုတော့အများနဲ့ဆိုတော့ကြောက်လို့ကြောက်ပါဘူးအဲ့ဒါဘာလို့လဲဆိုတော့ကုန်းတာမအောင်ဝါးတွေနဲ့ဘေးကနေဖိထားသုံးလေးရောက်အဲ့ဒီဝါးကိုတဇူးဝါးလို့ခေါ်တေးလည်းပြန်မယူဘူးအဲ့ဒါမိရှို့ရဲ့တန်ခါကြီးနဲ့တိုင်းဖြစ်တာတဇူးဝါးနော်ဒါကယောဂကအနေထားလေးပေါ့အဲ့တော့လူတယောက်သိပြီဆိုရင်အဝိဇ္ဇာပတ်ပြီးတော့မိရှို့တယ်ဒီအနေထားကိုဒီမှာကာကွယ်မပေးနိုင်ဘူးပြီးတော့ကြံရည်တဲ့ပုဂ္ဂိုလ်တွေကအမျိုးမျိုးပြောဆိုညီတန်းပြီးတော့ဖြစ်မှဖြစ်ရတဲ့ချင်းဘာဘာညာညာလေးပြောပြီးတော့ကိုယ့်ရေကိုပြန်သွားမှာပဲဒီလောက်ဒီမှာအကြာကြီးမနေဟုတ်လားဒီလိုလူကတော့ကာအားပြောဆိုတာလားလိမ့်မယ်သူတစ်စလုံးမဟုတ်စားလို့လုပ်ခဲ့တဲ့အရာတွေကိုတော့ကြံရည်ကြတဲ့ပုဂ္ဂိုလ်တွေကခွင့်ကြောင်းဝေဖန်ယူခင်သိမ့်ပိုက်ပြီးတော့ဆက်ပြီးတော့လူကငါဥစ္စာလို့ဆက်လုပ်ကြလိမ့်မယ်သူတို့တည်သွားလို့ဆိုတော့လည်းသူတို့ဟာတွေကိုနောက်လူတွေကဆက်ပြီးတော့ငါဥစ္စာလို့လုပ်ကြလိမ့်မယ်ဒီအရှင်သားကြီးကဘောင်းကြနေတယ်တော့မပြီးတော့ဟုတ်လားဒါကြောင့်ဒီလိုကျမ်းစာတွေထဲမှာရွှေကရေတယ်ငွေကရေတယ်မြေကရေတယ်လို့ပြောတာရှိတယ်ဘာလို့ရေတာလဲဆိုတော့ရွှေတို့မြေတို့ငွေတို့ကလူတွေကိုကြည့်ပြီးတော့ရေတယ်တဲ့ငါတို့အရင်ပြည့်စည်မဲ့လူတွေကများငါတို့ကိုသူတို့ဥစ္စာတွေဗျာဆိုပြီးတော့ရေတာဒါကတင်စားပြောတာပါဟုတ်လားအဲ့တော့ဒီကမာကြီးတွေလက်ထဲမှာဆွဲထားတဲ့ဆွဲကြိုးလေးနဲ့ကိုယ်နဲ့ဘယ်သူကအရင်ပြက်လာဆွဲကြိုးနဲ့ကိုယ်နဲ့ဘယ်သူကအရင်ပြက်စီမှာဒါပေမဲ့ကိုကဘယ်လိုပြောနေတာတော့ငါဥစ္စာလို့ပြောနေတာဒီဆွဲကြိုးကရေတက်တက်သိတဲ့စီမယ်ဆိုတော့ရေစရာတော့ဖတ်ကောင်းကောင်းလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ကိုကအရင်ပြက်စီမှာပါဒါကိုမထင်မြက်ကပြောတာဒီဆိုးသွားတဲ့မြင်ကွင်းဒါဘောရဲ့အစိတ်ပိုင်းတစ်ခုဒါကိုသိအောင်မြင်အောင်ကြိုးစားဖို့လိုတယ်ဟုတ်ရဲ့လားအဲ့ဒီလိုသိခြင်းတရားကိုတဲ့ပစ္စည်းရှိမရှိပညာရှိမရှိကျွေဝသူရောဆင်းရဲသူရောပညာရှိသူရောလူမိုက်ရောအကုန်လုံးတွေ့ကြရတယ်သိခြင်းဆိုတဲ့အတွက်ကိုကျွန်မမရှောင်နိုင်ဘူးဒါပေမဲ့ထူးခြားတာကဘာလဲဆိုတော့လူမိုက်သိခြင်းတရားနဲ့တွေ့ပြီဆိုရင်အလွန်တုံ့လောက်ချုပ်ချတယ်ပညာရှိတဲ့လူသိခြင်းတရားနဲ့တွေ့ပြီဆိုရင်တော့အလွန်တရာမှတည်ရင်သိချင်တယ်ဒါလေးကတော့အမှန်မှန်သားစရာတော့အဲ့တော့ကိုဟာလူမိုက်တယောက်လားဉာဏ်ရှိတဲ့သူတယောက်လားဆိုတာဒီကနေ့ကြာမှာတိတိကျကျသိရမယ့်အနေအထားလို့ဆိုနိုင်မလားမသိရင်တော့အမျိုးမျိုးကြုံဝါပြောဆိုနေကြတာလေပါဠိတက်တယ်ပါဠိရှိတယ်ဟုတ်လားဘာပဲပြောဘဝနဲ့ပတ်သက်ပြီးတော့ခန္ဓာနဲ့ပတ်သက်ပြီးတော့သိတဲ့တဲ့ကံကိုတကယ်သိမထားဘူးဆိုရင်ဒီကနေ့မှာတုံလို့ခြောက်ချနေတယ်ဒီကနေ့မှာတုံလို့ခြောက်ချတော့ဒုတိယဘဝအလားလာတော့အလွန်ဆိုးနိုင်တယ်ပေါ့ဟုတ်လား
ဒါကြောင့်ပိဋကပေါင်းတော်တကယ်အရေးပါတဲ့အသိဉာဏ်ပညာကိုရအောင်ကြိုးစားရမယ်အသိဉာဏ်ပညာရှိမှတေခါလေးမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရှိမယ်ပေါ့ဒါကြောင့်အထင်ကဆက်ပြီးတော့ဘယ်လိုကောက်ချက်ဆွဲပြလို့ဆိုတော့ဒါကြောင့်နဲ့အသိဉာဏ်ဒီကလည်းဥစ္စာပစ္စည်းတွေများစွာတန်ဖိုးရှိတယ်ဒီခေတ်ကပညာကိုဥစ္စာထက်အများကြီးတန်ဖိုးလျှော့ပြီးတော့တွက်တာဥစ္စာပစ္စည်းကိုလည်းတန်ဖိုးထားတဲ့ခေတ်ပေါ့ဒါကဦးဇင်းတို့ဉာဏ်နေတဲ့လူတွေများတဲ့ခေတ်မှာဒီတိုင်းပဲပေါ့ကျန်တဲ့နေရာမှာဒီတိုင်းပိုင်းခြားပြနော်တကယ်တော့ပညာဒီဥစ္စာလည်းအများကြီးတန်ဖိုးရှိတယ်ပညာကိုအရေးထားသလားဥစ္စာကိုအရေးထားသလားဆိုတာဒါဉာဏ်ရှိဉာဏ်မဲ့ပုံမှာမူတည်မယ်ပေါ့ဟုတ်လားဒါကြောင့်အရှင်မြတ်ကဘာဆက်ပြောလို့ဆိုတော့အဲ့ဒီဉာဏ်ပညာကိုတဲ့ရအောင်ကြိုးစားရမယ်ပွားများရမယ်အဲ့ဒီဉာဏ်ပညာများလာပြီဆိုလို့ရှိရင်အလုပ်ကိစ္စအလုံးကိုပြီးစီးစေနိုင်တဲ့အရဟတမဉာဏ်အရဟတပညာကိုတော့ရနိုင်နေတယ်ဉာဏ်နာဖြစ်နိုင်တယ်လို့ပြောတာဉာဏ်နာဖြစ်တဲ့အနေအထားကိုအဲ့ဒီဉာဏ်ပညာကိုလို့ပြောတယ်အလုပ်ကိစ္စအလုံးကိုပြီးစီးစေနိုင်တယ်ဒါလေးကတော့စိတ်ဝင်စားစရာလို့သူကပြောတာဟုတ်ရဲ့လားဒါကဦးဇင်းတို့စဉ်းစားကြည့်မိတာပေါ့မထေရကတော့ကာမဆိုတာချူမြင်တကယ်တော့ဖြစ်တယ်သို့တော့စိတ်နှလုံးကိုငွေနောက်ခြောက်ချားတဲ့ဒုက္ခပေးတဲ့အရာဘဝဆိုတာကြတော့သူကဘယ်လိုသုံးသပ်ပြတော့ဘဝဆိုတာကတော့ဘာမှမတည်ငြိမ်တဲ့အနိစ္စသဘောဖြစ်တယ်အဲ့ဒါကိုသူကဥပမာနဲ့ပြောတယ်တစ်သီးတို့ဒီတဲ့အရွယ်အစားမျိုးမျိုးမှာကြွေးကြခြင်းဆိုတဲ့ဘေးမြင်တယ်နော်မှဲမှာကြွေးတဲ့အသီးရှိတယ်လို့တချို့အကင်းကလေးနဲ့ကြွေးသွားတာလည်းရှိတယ်နှုတ်အရင်မျိုးစုံအနေထားမှာတစ်သီးဟာကြွေးကြနိုင်တဲ့အနေထားရှိတယ်အဲ့ဒါလိုပဲတစ်သီးတို့မြည်ပြီးကြွေးကြခြင်းဆိုတဲ့ဘေးမြင်တယ်လို့တတ္တဝါတို့မြည်ပြီးအရွယ်အစားအမျိုးမျိုးမှာပျက်စီးခြင်းဆိုတဲ့ဘေးရှိနေတယ်ဒါကြောင့်ငယ်ငယ်ကြီးကြီးဘဝမှာဘလို့နေရမယ်ဘယ်ချင်းကျွေးမယ်ဆိုတော့ကျွန်မမသိနိုင်ဒါကြောင့်မတိမြတ်ကဘဝဆိုတာမခံမြဲတဲ့မတည်မြဲတဲ့အိစာသဘောဖြစ်တယ်ကာမကတော့ကောင်းတယ်လို့နဲ့မကောင်းတဲ့သဘောမာယာသဘောပေါ့နော်ဘဝကတော့ဘာမှမတည်မြဲတဲ့သဘောဒါတွေကိုမသိလို့မြင်လို့ငါရှင်ရန်ပြုခဲ့တာလို့ဒီကုန်းချုပ်အဲ့လိုလေးရှင်းပြအဲ့ဒါကိုမင်းကြီးကသဘောကျပြီးတော့မထေရရဲ့ဒေသနာကိုနာယူကြည့်ယူတယ်ဆိုပြီးတော့ဦးဇင်းတို့ရတ္တဘာနာတုတ်တံကိုဒီကုန်းချုပ်ထားတယ်ပေါ့အဲ့တော့ဦးဇင်းတို့တရားရဲ့နေတန်းတော့မှဒါတွေကအတူပွဲလေးတွေဖြစ်တာကြောင့်ပြီးတော့ဒီတရားလေးကိုဦးဇင်းကခုတော်တော်စီမကြခဏဟောနေတော့ခေါင်းထဲမှာအရန်တဲ့နော်အစီအစဉ်တရားရှိနေတာလည်းဒီကြောင်းပေါ့ဟုတ်လားဒါကြောင့်ဒီတရားလေးကိုဟောလိုက်တယ်အဓိကပြောလို့ရင်းအချက်ကဘာလဲတော့တရားအကျင့်၄မျိုးဓမ္မုတ်တေသဒီတရားအကျင့်၄မျိုးကိုနားလည်ပြီးတော့မှတ်သားပြီးတော့စဉ်းစားဆင်ခြင်ပြီးတော့အသိဉာဏ်ကိုရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီတရားလေးကိုပြောတာလို့ဒီတိုင်းတော့မပြောခဲ့ဘူးလားပြောခဲ့တယ်ဒါကြောင့်ဒီဒီတရားအကျင့်၄မျိုးဆောင်းဖို့ကလေးကိုလိုက်ပြီးတော့ဆိုရမယ်ပြီးရင်ဦးဇင်းနဲ့အတူတူဆိုမယ်နော်ဒီပြီးရင်အဲ့ဒါမေတ္တာပို့ပြီးတော့ဦးဇင်းတို့ဆုံးသတ်ရအောင်ဟုတ်လားဘုနာတိတို့မောင်းနှင်ဖို့လူတို့မမြဲပါကဘုနာတိတို့မောင်းနှင်ဖို့လူတို့မမြဲပါကဆောင်းရှောင်းတူမဲ့ကိုရမဲ့အာနွယ်လာစီတကားဆောင်းရှောင်းတူမဲ့ကိုရမဲ့အာနွယ်လာစီတကားကိုယ်ပိုင်ဥစ္စာမရှိပါဆွန့်ခွာသွားရမှာပါတကားကိုယ်ပိုင်ဥစ္စာမရှိပါဆွန့်ခွာသွားရမှာပါတကားလူမပြေဝအာမယတဏကျွန်ကြီးပါတကားလူမပြေဝအာမယတဏကျွန်ကြီးပါတကားနောက်ထပ်တစ်ခေါက်လိုက်ဆိုနော်ဘုနာတိတို့မောင်းနေဖို့လူတို့မမြဲပါတကားဘုနာတိတို့မောင်းနေဖို့လူတို့မမြဲပါတကားဆောင်းရှောင်းလူမဲ့ကိုရမဲ့အာနွယ်လာဒီတကားဆောင်းရှောင်းလူမဲ့ကိုရမဲ့အာနွယ်လာဒီတကားကိုယ်ပိုင်ဥစ္စာမရှိပါဆွန့်ခွာသွားရမှာပါတကားကိုယ်ပိုင်ဥစ္စာမရှိပါဆွန့်ခွာသွားရမှာပါတကားလူမပြေဝအာမယတဏကျွန်ကြီးပါတကားလူမပြေဝအာမယတဏကျွန်ကြီးပါတကားအဲကိုရင်းနဲ့အတူတူဖြည်းဖြည်းချင်းဆိုနော်ဘုနာတိတို့မောင်းနေဖို့လူတို့မမြဲပါတကားဆောင်းရှောင်းသူမဲ့ကိုရမဲ့အားတွေလာကြည်တကားကိုယ်ပိုင်ဥစ္စာမ
မရှိပါဆော့ခွာသွားရမှာလိုမပြေဝအားမေကြကနာကြွကြည့်ပါလားတရားချင်း၄မျိုးခုပြောခဲ့လို့ထိုက်တဲ့နားလည်မှုကိုရကြပြီဒါကိုပြီးတဲ့ပေါင်းတော်မှတ်ထားဖို့လိုတယ်မမေ့အောင်ဆောင်ထားဖို့လိုတယ်မမေ့သွားရင်တော့ကြောက်ကြောက်သွားတဲ့အဖိုးတော်ပစ္စည်းတစ်ခုလိုဖြစ်သွားတယ်မမေ့မှကိုယ်ဆင်ញင်တဲ့ချိန်မှာဆင်ញင်လို့ရတယ်ဒါကြောင့်ပြန်ရောက်ရင်ပြောတဲ့ဆိုကြီးပေါ့ရမယ်ရတယ်မလားမသိဘူးမရရင်3-4ယောက်လောက်ပေါင်းဆိုအဲ့ဒါဆိုရင်တော့လွယ်လွယ်ကူကူရနိုင်တယ်ဒါပေမဲ့သိမစိုးရင်လည်းခွေရိုက်တာဟုတ်လားခွေဖွက်ပြီးတော့ကြည့်ရင်မသိနိုင်ဘူးလားသိနိုင်တယ်ဒီဒါကြောင့်ပြတဲ့ပေါင်းတော်ဒါလေးကိုနားလည်ရမယ်မှတ်သားထားရမယ်မမေ့မပြောင်းအောင်ဆောင်ထားရမယ်ပြီးရင်စဉ်းစားရှင်းရင်ပြရမယ်ဓမ္မတရားနာခြင်းကိစ္စကအနှစ်သာရပို့ပြီးတော့ရှိနော်ဒီဒါကြောင့်ပြတဲ့ပေါင်းတော်တို့ဒီတရားချင်းမျိုးကိုစဉ်းစားရှင်းရင်ပြီးတော့အတိညာအထူးကိုရကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အထာပါဠတုတ်တံကိုအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘဝိနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘဝိနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘဝိနတရာဒုက္ခိဘွန်တုတိဒီတဝါနေတရားနာပိဋကပေါင်းတော်ဟောင်းတော်ဇာတာအလုံးတော်တတဝါဉာဏ်တော်အားသာဝမင်္ဂလာလောကီလောကုတ္တရာကောင်းစွာမြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမပြီးဖြစ်တော်မူကြပါစေတည်းသာဝတိဝတ္တမိမိတို့ခန္ဓာကိုယ်ကိုစောင့်ကြနေကြပါတော်လားမိမိတို့အိမ်မှာစောင့်ကြနေကြပါတော်လားမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြပါတော်နာမည်ကောင်းနာကောင်းတို့ပါလည်းပဲရက္ခဏတို့ကောင်းစွာမပြီးစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသာဝဗုဒ္ဓနုဘဝေနကေကဝါလူသေးစုပကဖွင့်တော်မူကြရဆိုတော်တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ရ၎င်းသာဝဓမ္မနုဘဝေနမေလိတံပုရိဒနိဗ္ဗာန်တည်ရဆိုတော်စေတံတို့တရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ရ၎င်းသာဝတ္တမနုဘဝေနမေကထံလေးရောက်ကလထံလေးရောက်ဆိုတော်ရှင်တော်တို့ရိယသံဃာရှင်မြတ်တို့နဲ့တဝါတိလဘုဒ္ဓမာတိကိုပညာကိုတို့တပြည့်စုံတော်မူရတဲ့တပုရိသံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့ဘုဒ္ဓေဇောအနုဘောတော်တို့ရောက်၎င်းတရားနေရောညောဘေကမဆိုင်ခြင်းရှိတယ်ခြင်းရှိတယ်ဒုက္ခိကိုစိတ္တပြကြံမှာချမ်းသာရရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း